မြတ်စွာဘုရားကဒီသုတ်တံကိုဘယ်သူကိုမှဟောတာမဟုတ်ဘူးသူဘာသူတပါးတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာနေထိုင်ရင်တရားနှလုံးသွင်းရင်နှုတ်ကရွတ်ဆိုလိုက်တဲ့ဓမ္မအတန်ပဲဖြစ်တယ်ပိဋကစာပေထဲမှာဒီသုတ်တံဟာမတ္တမထူးခြားတယ်လို့ဆိုရမှာဖြစ်တယ်ရဗုဒ္ဓရဲ့ဓမ္မအတန်တွေဟာဒွေမေဘိခွေအန္တာပပစ္စည်းတေနနသိဝိတ္တပါဆိုတာဣတိပတနမိဂရာဝံတော်ကြီးထဲမှာပင်စဝဂီတွေကိုဟောတာဖြစ်တယ်ပေါ့တဖန်အနတ္တလက္ခဏာသုတ်ဆိုတာလဲပင်စဝဂီတွေကိုဟောတာအာရိတ္တပရိယာယသုတ်တံလို့ဆိုတာယသိတထောင်ကိုဟောကြားတဲ့သုတ်တံပဲဖြစ်တယ်အဲ့လိုတရားနာပိဋကတွေကိုဟောတဲ့မြတ်စွာဘုရားရဲ့ဓမ္မအတန်တွေကတော့မြောက်များစွာရှိတယ်ပေါ့အခုလိုဘယ်သူကမှဟောတာမဟုတ်ဘဲနဲ့ရွတ်ဖတ်တရေစေတဲ့အနေနဲ့မြတ်စွာဘုရားဒီသုတ်တံကိုထုတ်ဆိုခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါဟာထူးခြားတယ်လို့ပြောရမှာဖြစ်တယ်တန်ယုတ္တနိကေမှာအလယရဏဝကတန်ယုတ်လို့ခေါ်တဲ့အပိုင်းမှာဥပတုတိသုတ်ဆိုတာရှိတယ်ဥပတုတိဆိုတာအတန်ရဲ့အနီးမှာရှိသူလို့အဓိပ္ပာယ်ရတယ်အတန်ဤအနီးဆိုတာကြားလောက်တဲ့နေရာမှာရှိနေတာကြားလောက်တဲ့နေရာကနေပြီးတော့နားထောင်အတန်ဆိုတာတမန်ပဂရိပြောတဲ့အတန်ကြားလောက်တဲ့နေရာဆိုတာဘယ်လိုနေရာလဲလို့ဆိုရင်စာပေကျမ်းမှာသတ်မှတ်ထားတာတော့12တောင်ခန့်အကွာအဝေးရှိတဲ့နေရာလို့ဆိုလို့တယ်ပေါ့ဒါတဲတဲကွဲကွဲကြားရတာအော်ပြောတာမဟုတ်ဘူးပဂရိတုံနဲ့တူပဂရိအတန်နဲ့ပြောနေတဲ့အတန်တွေဟာ12တောင်ကနေပြီးတဲတဲကွဲကွဲကြားမတဲမကွဲရတော့ဒီတဲ့ဝေးတဲ့နေရာလဲကြားခြင်းကြားမှာပေါ့နော်စကလုံးတဲတဲကွဲကွဲကြားနိုင်တာကို12တောင်လို့အဲ့ဒါကိုအတန်ရဲ့ဥပ္ပစာအဖြစ်သတ်မှတ်ထားလေးရှိတယ်ပေါ့ဒါလဲရေပုံရသတ်မှတ်ပြတဲ့သဘောပါပဲအဲ့လိုကြားနိုင်တဲ့အနေထားအဲ့တော့မြတ်စွာဘုရားရဲ့အတန်ဆိုတာဟာဒီလိုပဲလွင့်ပြန်နေပြီးတော့ကြားနေကြရတာလားတရားဟောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အတန်တွေဟာဆိုပါစို့လူတွေမှာဆိုလို့ရှိရင်အတန်အကျယ်ကြီးနဲ့စကားပြောတဲ့လူတွေရှိတယ်တချို့တယ်လီဖုန်းဆက်တာတောင်မှ9အင်းကြားနော်အတန်អော်ပြီးတော့ပြောနေတာသူဘာတွေပြောတယ်ဆိုတော့ဘယ်ကလူတွေအကုန်ကြားနေတူတူမပြောတတ်ဘူးအားမရလို့អော်တဲ့လူတွေလည်းရှိတယ်ပေါ့အဲ့တော့သူ့အတန်ကြားနေရတယ်ဘာတွေပြောနေတယ်ဆိုတာလည်းကြားတူတူမပြောတတ်တဲ့လူမျိုးကရှိသေးတယ်တခါဂောသကနတ်သားရဲ့အတန်ဆိုလို့ရှိရင်နော်သူပြောလိုက်လို့ရှိရင်သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကတော့သူဟာခွေးဘဝတုန်းကပိစိကဗုဒ္ဓအပေါ်မှာဒီခင်မင်စိတ်နဲ့ပေါ့ကြီးညိုတယ်ဆိုတဲ့စိတ်ကိုတော့တရိစ္ဆာန်အနေနဲ့တရားနဲ့ကြီးညိုတာတော့ဟုတ်ချမှာဟုတ်ခင်မင်နဲ့စိတ်တရိစ္ဆာန်တွေကလူကိုခင်မင်တယ်လေအဲ့တော့ခင်မင်နဲ့စိတ်နဲ့ပိစိကဗုဒ္ဓရှင်မြတ်ကြွတဲ့လမ်းမှာမွေပါကင်မှာအန္တရာယ်ကြီးကင်းအောင်လို့ဆိုပြီးခွေးကတလန်းလုံးဟောင်းသွားတာသူ့အတန်ကြရင်မွေတွေပါတွေစိတ်တော့ရှိတဲ့ကောင်တွေခွေးအောင်တန်ကြတာနဲ့ဘေးဖယ်သွားမယ်ဆိုပြီးအဲ့ဒီရွယ်ချက်နဲ့သူကအတန်နဲ့ဟောင်းပြီးတော့ကုသိုလ်ပြုခဲ့ဘူးတယ်အဲ့ဒီကုသိုလ်ကြောင့်သူကနတ်သားဖြစ်တဲ့အခါတိုးတိုးပြောလို့မရအောင်သူစကားပြောရင်နတ်ပြည်တစ်ပြည်လုံးကကြားတယ်ဆိုတူတူပြောခြင်းတော်တော်ခက်မဲ့နတ်သားပဲဂောသကနတ်သားဆိုတာရှိတယ်လူတွေမှာအတန်တိုးတာအတန်ကျဲတာမျိုးမျိုးရှိကြတယ်ပေါ့စကားပြောရင်တူတူပြောလို့မနေနာထောင်ရတဲ့ပုဂ္ဂိုလ်ရှိသလိုကျဲလွန်အားကြီးလို့နားကွဲမတတ်ခံရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတယ်လူတွေဟာ
သူအချင်းစရိုက်နဲ့အလိုက်ပြောကြဆိုကြဆက်ဆံကြအတန်းဆိုတာကိုအသုံးချပြီးတော့စကားပြောကြဒါကရေပုံရပေါ့နားကောင်းတဲ့လူတွေတော့ဝစီဝိညတိလို့ခေါ်တဲ့နှုတ်ကထွက်ပေါ်လာတဲ့အတန်ကိုကြည့်ပြီးဒီလူဘာပြောချင်တာလဲဆိုတာကိုသိချရတယ်ပေါ့ဒီကနေ့ခေတ်မှာကြတော့နားမကြားတဲ့ပုဂ္ဂိုလ်တွေဖို့ကြတော့လက်ချောင်းလေးတွေနဲ့လက်ဟန်ပြပြီးတော့ sign language ဆိုတာပေါ်လာပြန်အဲ့ဒီ sign language နဲ့လက်ရဲ့လှုပ်ရှားမှုကိုကြည့်ပြီးတော့သင်ကြားထားတဲ့ပုဂ္ဂိုလ်တွေဟာ sign language နဲ့အတော်အသင့်နားလည်ပုံရတယ်ပေါ့နော်ပြည့်စုံတော့နားလည်ဖို့တော့ရှိမှမထင်ဘူးနော်တော့အသင့်တော့နားလည်တယ်ဘာပြောနေတယ်ဆိုဘာကြောင့်လို့ဆိုလဲအမှုရာဟာအခရာစလုံးတွေကိုအလုံးဖော်နိုင်တာမဟုတ်သည့်အတွက်ကြောင့်အတန်လိုလုံးနိုင်တာမဟုတ်သည့်အတွက်ကြောင့်သင်္ကေတတစ်ခုအနေနဲ့ကတော့ဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့တော့သူ့မေးကြည့်ပေါ်ကလည်းသူကမကြားဘူးဆိုခက်သားပဲနားလေလားလို့ဘယ်လိုမေးရမလဲအဲ့ဒါလို့အတန်တွေကိုအကြောင်းပြုပြီးတော့လူတွေဟာကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်ကြတယ်ငှက်ကလေးတွေဟာလည်းအတန်ကိုအကြောင်းပြုပြီးတော့သူတို့ဆန္ဒကိုထုတ်ဖော်ကြတယ်တိရစ္ဆာန်တွေဟာလည်းပဲကိုယ်ဆန္ဒကိုအတန်နဲ့ထုတ်ဖော်ကြတယ်လောကမှာအတန်ကိုနားထောင်ရင်းကနေပြီးတော့တိရစ္ဆာန်တွေရဲ့စိတ်ဆန္ဒတွေအလုံးကိုခံမှန်းပြီးတော့သိရှိကြရတယ်ဒီပြင်ဦးလွယ်မှာထူးဆန်းတဲ့ငှက်ကလေးတွေရဲ့အတန်ဒါကတော့သူတို့အော်တာတော့ဒီပုံစံအတိတ်ပဲဟုတ်ချင်မှဟုတ်မှာကြားရတဲ့လူကအမျိုးမျိုးကြားတယ်ကြားတဲ့လူကဘာကြောင့်နားချင်းတူရတဲ့နဲ့တချို့ကတစ်မျိုးကြားပြီးတချို့ကတစ်မျိုးကြားတယ်လေလို့ဆိုရင်သူ့ရဲ့စိတ်ထဲမှာရှိတဲ့အမှတ်တင်ညာပေါ်မှာမူတည်ပြီးတော့ဖြစ်တာတဲ့နော်လူတွေဟာတယောက်နဲ့တယောက်ကြားပုံကြားနည်းမတူကြဘူးအတန်ဆွဲစကလုံးတွေဆိုလို့ရှိရင်ကြားတာချင်းကမတူချဘူးဆိုတော့အင်္ဂလိပ်လူမျိုးတွေကြားတဲ့အတန်ကိုတုလုပ်ပြီးတော့အင်္ဂလိပ်စကားတွေထွင်ထားတာရှိတယ်ဗမာလူမျိုးတွေကြားတဲ့အတန်ကိုကြောင်းပြုပြီးတော့တုလုပ်ထားတာလည်းရှိတယ်ပေါ့ကျောင်းဩတန်ကိုအင်္ဂလိပ်တွေကြတော့မြူးမြူးလို့အတန်ပြောတယ်ဗမာတွေကြတော့ညောင်ညောင်လို့ပြောတယ်နော်မတူဘူးဆိုတာကိုသိတာအဲ့ဒါဘာကြောင့်မတူလဲဆိုတင်ညာလို့ခေါ်တဲ့မှတ်သားတဲ့စိတ်နေသဘောထားခြင်းစိတ်ပုံစံချင်းကမတူဘူးလို့ပြောတယ်မြန်မာပြည်မှာနေမဲ့ຫນွေရာသီຫນွေဥကာလမှာအော်မြည်တတ်တဲ့အုတ်ဩဆိုတဲ့အကောင်တော်မှပဲတချို့ရက်ကအိုးဩလို့အတန်ကြားတယ်တချို့ရက်ကတူလို့အတန်ကြားပြီးတူကောင်လို့လည်းခေါ်တယ်နော်အိုးဩလို့မခေါ်ဘူးအဲ့ဒီရက်ကလူတွေတူကောင်တယ်သူ့နားထဲမှာတူလို့ကြားတယ်အမျိုးစုံပဲလို့ဆိုအောင်နော်ဒီပြင်ဦးလွင်မှာတော့ထူးခြားတဲ့ငှက်ကလေးတွေလည်းကြားရတာရှိတယ်ပေါ့မနေ့ဆိုလို့ရှိရင်မက်ဖိုနဲ့អော်တဲ့ကောင်ရှိတယ်အဲ့ဒါလည်းမက်ဖိုနဲ့နီးတဲ့လူကမက်ဖိုလို့ကြားတော့လဲအုပ်ဖိုနဲ့နေတဲ့လူကအုပ်ဖိုလို့ကြားပြန်တယ်နော်မတူတဲ့အတန်တွေလောကမှာထူးဆန်းတာတွေရှိတယ်ပေါ့နော်ဈေးကြီးတယ်လို့អော်တဲ့ကောင်လည်းရှိတယ်ငှက်ထဲမှာမျိုးစုံကြားရတယ်ဈေးကြီးတယ်လို့អော်တဲ့ကောင်နားထောင်ကြည့်တကယ်အဲ့ဒီတိုင်ပဲဈေးကြီးတယ်လို့ပြောဘုန်းကြီးတို့ငယ်ငယ်တော့စကိုင်းတောင်ရိုးမှာဆိုလို့ရှိရင်ငှက်တကောင်ဟာတော်တော်ထူးထူးဆန်းဆန်းအော်အားလုံးကလည်းပဲအဲ့ဒီအတန်လို့ပဲပြောကြတယ်ပေါ့တို့တော်ကိုရင်ကြီးဝတ်တော်မယ်ဆိုတဲ့အတန်နဲ့သူပြောတဲ့စကားတို့တော်ကိုရင်ကြီးဝတ်တော်မယ်အဲ့ဒီငှက်ပျောက်သွားတယ်နောက်ပိုင်းကျတော့နော်တကယ်ရှိတာတလောတော့ကဒီအနောက်ဘက်ကနောက်ကျောကတောထဲမှာတယ်ပဲငှက်တကောင်ငှက်နှစ်ကောင်ကလာပြီးတော့အချင်းချင်းစကားပြောတဲ့အခါကျတော့ငှက်တကောင်ကနားထဲမှာကြားလိုက်တာပြောတာနော်သူတို့ပြောတာတော့မသိဘူးကိုနားထဲမှာခံစားရတာကိုပြောငှက်တကောင်ကတိလားနဲ့ပြောတယ်ဟိုတကောင်ကတိတကွာနဲ့အဲ့လိုကောင်မျိုးလဲကြားပြန်တယ်ပေါ့
ကိုနားထဲမှာကြားတာတွေကိုပြောတာနော်အဲ့တော့အမျိုးစုံပဲမနေ့ကျရင်နည်းနည်းနားထောင်ကြည့်မက်ဖို့ဆိုတဲ့အကောင်ဟာဒီတိုင်းပဲអော်နေတာမက်ဖို့နဲ့អော်နေတယ်အဲ့တော့လောကမှာတရားဝါတွေဟာလည်းပဲတကောင်းနဲ့ဆက်သွယ်တာပဲဖြစ်စေသူဆန္ဒကိုထုတ်ဖော်နေတာပဲဖြစ်စေအဲ့ဒါလို့အတန်ကိုအသုံးချလိရှိကြတာဟာသဘာဝပဲလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကြတော့မြတ်စွာဘုရားရဲ့အတန်ဆိုတာအချိန်မီထွက်ပေါ်နေတာလည်းမဟုတ်ဘူးအကြောင်းမရှိပဲလေမြတ်စွာဘုရားစကားမပြောဘူးနော်တရားဟောတဲ့အခါမှာထွက်ပေါ်လာတဲ့အတန်အဲ့ဒီမှာလည်းပဲမြတ်စွာဘုရားကယဟန်တွေကိုဆုံးမတာရှိတယ်တဏိပတိတဏံဟောဘိက္ခွေဒွါယံကရဏီယံမင်းတို့နှစ်ယောက်ဆုံးပြီးလို့ရှိရင်နှမျိုးပဲလောက်ကြတစ်မျိုးကဘာလို့ဆိုရင်ဓမ္မိကထာဝါတရားနဲ့ပတ်သက်တဲ့စကားပြောခြင်းပြောဟိုစကားဒီစကားတွေရှောက်မပြောနဲ့တရားနဲ့ပတ်သက်တဲ့စကားပြောအဲ့လိုမှမဟုတ်ဘူးရိယောဝတုံဏိဘာဝတရားနှလုံးသွင်းပြီးတိတ်တိတ်နေ Noble Silence လို့ခေါ်တယ်အရိယတုံဏိဘာဝ Noble Silence ဆိုတာအဲ့ဒါတရားနှလုံးသွင်းပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေဆုံးရင်မြတ်စွာဘုရားစကားပြောရင်တရားစကားပဲပြောတရားစကားမပြောဘူးဆိုလို့ရှိရင် Noble Silence မြင့်မြတ်တဲ့တိတ်ဆိတ်နေသုံးခြင်းဆိုအဲ့တော့မြင့်မြတ်တဲ့တိတ်ဆိတ်နေထိုင်ခြင်းဆိုတာကတရားနှလုံးသွင်းနေတာကိုဆိုလိုတယ်ဘာမှမသိလို့ငြိမ်းနေတဲ့လူကလည်းရှိသေးတယ်အဲ့ဒါ Noble Silence မဟုတ်ဘူးနော် Noble Silence မဟုတ်ဘူးတရားနှလုံးသွင်းပြီးငြိမ်းနေမှ Noble Silence ဖြစ်တယ်ပေါ့တမဘဝင်စားနေတယ်ဇံဝင်စားနေတယ်စာကြည့်နေတယ်စသဖြင့်ဒါ Noble Silence လို့ပြောရမှာပေါ့အဲ့ဒါလို့မြတ်စွာဘုရားကြတော့သူတပည့်သားတွေကစပြီးအကြောင်းမဲ့စကားပြောတာမျိုးကိုနှစ်သက်တော်မမူဘူးဒါကြောင့်မို့ဆုံးမတယ်မြဲတာတခါမြတ်စွာဘုရားတရားဟောတဲ့အခါမှာလူပရိသတ်ကိုတရားဟောပြီးဆိုတဲ့အခါမှာစာပေကျမ်းဂန်ပါဠိကျမ်းဂန်တွေထဲမှာဘယ်လိုရေးထားတော့ဆိုတရားနာပရိသတ်က9ယောက်တည်းရှိရင်အဲ့ဒီ9ယောက်ပဲကြားတယ်ကျန်တဲ့လူတွေမချအောင်တရားဟောပြီးဆိုဒါမြတ်စွာဘုရားတကယ်လှုပ်တာလားဆိုတော့တကယ်မလှုပ်တကယ်လှုပ်တာမဟုတ်ဘူးသဘာဝအနေအထားနဲ့ဖြစ်တာကိုပြောတာသဘာဝအနေအထားအမြဲတမ်းတန်ဖိုးရှိလာတဲ့မြတ်စွာဘုရားရဲ့အတန်လေးဟာအလဟတလွင့်ပြန်နေတာမရှိဘူးလို့ဒီလိုဆိုလို့တယ်သို့တော်လည်းကနေခေတ်မှာဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကောရမဘုရားပွင့်လာခဲ့တယ်အဲ့ဒီကောရမဘုရားဟောတဲ့တရားသံတွေဟာစัจ java လာထဲမှာလွင့်ပြန်နေတော့ဝိတ်နဲ့ခရီးသွားနေတယ်အဲ့ဒါတွေကိုလိုက်ပြီးတော့စူးစမ်းရှာဖွေဖို့ကြိုးစားတယ်ဆိုတာလည်းကြားဘူးတယ်နော်မြတ်စွာဘုရားရဲ့တရားသံတွေကိုလေလှိုင်းထဲမှာလိုက်ရှာမလို့တဲ့ဘာသံတွေတွေ့မလဲတော့မသိဘူးအဲ့တော့မြတ်စွာဘုရားရဲ့စာပေကျမ်းကအဆိုရဆိုလို့ရှိရင်ပိဋကကလူတရားရှိရင်လူတရားပဲကြားတယ်အေးလူကသိန်းချီရှိတယ်ဆိုရင်လည်းအခုလိုတန်ချက်ဆက်တတ်เสียမလို့သိန်းချီရှိတဲ့လူတွေအားလုံးပဲတညီတည်းကြားတယ်လို့ဆိုလို့တယ်ဒါကတော့ထူးခြားချက်ပဲနော်အဲ့ဒါမှထူးခြားတယ်လို့ဆိုအောင်နတ်တွေပြမာတွေနဲ့ဒီဟောတဲ့ဆိုပါတော့လူသားအနေနဲ့က9ယောက်ပင်စဝဂီ9ပါးပဲရှိတယ်နတ်တွေကြတော့အသင်နတ်ပေါင်းမရေမတွက်နိုင်အောင်အသင်ခြေကနန်းရှိတယ်နတ်တွေတက်ရောက်နာကြတယ်ပြမာတွေကဂရေချီပြီးတော့တက်ရောက်နာကြတယ်ဓမ္မစကြာတရားပွဲမှာဆိုရင်မြတ်စွာဘုရားရဲ့တရားတော်ကိုကြားနာလို့တဲ့စိတ်ဆန္ဒနဲ့လာရောက်တဲ့ပုဂ္ဂိုလ်တိုင်းဟာပီပီသသတညီတည်းကြားတယ်ဘုရားနဲ့နီးလို့ပူကြားတယ်လည်းမရှိဘူးဝေးလို့တူတူပဲကြားရတယ်လို့လည်းမရှိဘူးတဲ့မြတ်စွာဘုရားရဲ့အတန်ဝိတ္တထမစ္စုဝိညေယစကလုံးကလည်းအမှန်တန်ပြတ်သားတယ်မသေးကွဲတာမရှိဘူးမစ္စုဆိုတာနားထောင်ရတာလည်းตายရတယ်ဝိညေယဘုရားဟောလိုက်တဲ့စကလုံးလေးတွေဟာရင်ထဲမှာရှင်းရှင်းပြီးတော့နားလည်လွယ်တယ်ဒီလိုဆိုလို့တယ်မြတ်စွာဘုရားရဲ့အတန်တော်
Tawaniya Witari no Sagaloni ha Evidama Shenin Piata Biro Yasavia Atlandoha Madama Piso Comunelo Trusure Dayamu Pieta Shidalo Yasavia dea Hachana Pieta Apien Hubea Macharo Uri Tilu Piaeta Arulu Shid Erodi Totam Haro Ubadodi Totan two charger layer Baro solution Yasavia Didiago Tumiao Horam Hofu Tufadu Tearamago Ayo Bu Ying and the Biro Kukiduri Piyotaro Kopago Yaresari Yotalo Yasavia Titotan Liu Yuso Nita Yasavia Malama Gamma Yahanava Shini Tuleve Yasavia Malama Gamma Sora Kona Atanjalo de Nia Lima Shi Ericoro Piane Malamaga Piaga Di Dipping Alma Tavare Tai Biro Dian alone doing a Biro no doga Atan Twella Hugoroga Piane Kalana Senadonga Aqualima Dugale Dian alone doing me tiny chain lima Yasavia Titodan Liu Yuso light happy Diago Yuso light Erelo Yuso light come Hora Mahofu Tuvadu Pia Shusure the other mepidi Dodo Titodan Shusulu Bisone Kama Yasavia Chilide Anapa Wanchima Konaga Jana Laude Yamashide Guru Duide Kajaro Yasavia Piore Mayude the other and go Jalai the last Jalai Barapia Era Soroshi Matare Didiaha Then you ta but maybe on sound yet no dead sound ha Nayusure the Yadamaha the Gego Oh Megan Shiba Chindialu Kore Mimia de Radifo Yavuya de Tidia Yaza a Taugu Pide Dajamulu Gemma Biro Talu Mamimi Bio Tending Talu That's why we are Soma Tito Danleo Tito Timbigera Ogana Hiton Beku Iman Dama Priya Didi the Narogo Me Matare Priya Buna Hiton Beku Iman Dama Priya Didi Adi the Narogo Min Then Sura Tapiro Changing Yuta no Madata Yusota Dari Hiton Beku Iman Dama Priya Idiadi the Narogo no de ya sound ha Beroma Mamesi ne Atatan Hita Yam Beku Dhamma Priya yo Adivya Masriya ko Atatan Hita Another very Madama Pisone Didiaga Nalongan Madama Gaune Native and Pisone Diapseo Yamaga no Didiaha Adivya Masriya Mimia de Mefu Nipan ye a u asa Pia Tilanyo Mo u the point Pide look Dihago Chematalo Nikoma Erlo Meso Biro Tito Danlego son that Hara Pitemo Ero Didiago Jana Layare Yahanga Sempoa Biro Jane Yanigu Hobio Biada Japi Tito Daha Dignity Sabi Rego Yoshila Lutrusum Dajamu Miabura ye Tama Atano Suraha Hodia ye Tama Atam Hopene Tugure Yusu like de Tama ye Atanale Pide Sura Erodi Tama Atan Lego Tia chicken the Rose Breda Pauno Tama Lessa in a baby Matabu Paliale Madama Luecure
အထိပ္ပယ်ကလည်းမတမရိုးရှင်းတယ်လူဘဝလူတွေရဲ့နေ့စဉ်ဘဝနဲ့လည်းအလွန်နီးစပ်တယ်ပေါ့တဘာဝတရားတွေရဲ့ဖြစ်ပျက်နေမှုကိုမြတ်စွာဘုရားဟာဖြစ်ပျက်နေမှုအကြောင်းကိုဒီရှင်းလင်းဖော်ပြတဲ့ပရိစ္ဆသမုပ္ပါဒ်နဲ့ပတ်သက်တဲ့တရားဒေသနာလေးပဲဖြစ်တယ်ပေါ့အမှန်တမ်းပရိစ္ဆသမုပ္ပါဒ်ဆိုလို့ရှိရင်အ내ဒိဗ္ဗေကအမှန်တမ်းနဲ့ဆိုင်တယ်သို့တော့လူတိုင်းသဘောပေါက်သိရှိနိုင်ပြီးတော့ဒီပါဠိလေးတွေဒီဒေသနာတော်လေးတွေကိုရွတ်ဖတ်ပြီးတော့နှလုံးသွင်းလို့ရတယ်အကြောင်းနဲ့အကျိုးနဲ့ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်အမှန်တမ်းစိတ်ဝင်စားစရာကောင်းတဲ့တရားဒေသနာပဲဖြစ်တယ်ပေါ့အဲ့ဒါကိုဥပတုတိသုတ်ဆိုပြီးတော့သံယုတ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့တော့ဒီသုတ်တံဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟာတစ်ချိန်တုန်းကလှည့်လည်ပြီးတော့သတင်းသုံးတဲ့အခါမှာနာတိကာဆိုတဲ့မြို့လေးတစ်မြို့မှာနေထိုင်တဲ့အချိန်နာတိကဆိုတဲ့အဓိပ္ပာယ်ကပါဠိစာပေမှာနာငယ်နဲ့ညနဲ့အပြောင်းလဲလုပ်ထားရှိတယ်ညာတိကဆိုရင်ဆွေမျိုးအဲ့ဒီဆွေတွေမျိုးတွေပတ်သက်ပြီးတော့ဘုရားရဲ့ဆွေမျိုးတော့မဟုတ်ဘူးသူတို့အဲ့ဒီမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့မြို့တည်တဲ့ပုဂ္ဂိုလ်ရဲ့ဆွေတွေမျိုးတွေဖြစ်လိမ့်မယ်အဲ့ဒီနာတိကဆိုတဲ့ရွာကလေးမြို့ကလေးမှာခိဉ္စကာဝတ္တထလို့ခေါ်တယ်အုတ်နဲ့တိဆောက်ထားတဲ့နေစရာအိမ်အုတ်နဲ့တိဆောက်ထားတဲ့နေစရာအဆောက်အဦလေးတစ်ခုရှိတယ်မြတ်စွာဘုရားကြွလာလို့ရှိရင်အဲ့ဒီခိဉ္စကာဝတ္တထခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အုတ်တိုက်ပေါ့နော်အုတ်တိုက်ထဲမှာနေတယ်နာတိကမြို့ကအုတ်တိုက်ထဲမှာသတင်းသုံးနေထိုင်တဲ့အချိန်မြတ်စွာဘုရားဟာတပါးတဲ့တိရပင်ရင်ဝါပင်အောက်မှာတပါးတဲ့အနိနာမှာခုနကယဟန်တပါးကလည်းသူနေတယ်အဲ့လိုစိတ်ငြိမ်ရာအရက်ထဲမှာပฏิတန်လာနာလို့ခေါ်တယ်တပါးဒီကိန်းအောင်ပြီးတော့နေတယ်ရဟောကတဆိုတာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုရောက်ရှိပြီးတော့ပฏิတန်လာနာအာယုန်တစ်ပါးစိတ်မသွားပဲသဘာဝအာယုန်သို့မဟုတ်နိဗ္ဗာန်အာယုန်တစ်ခုတည်းနဲ့နေထိုင်တာပฏิတန်လီနာတပါးဒီကိန်းအောင်တယ်လို့ဆိုလိုတယ်ပေါ့အဲ့တပါးဒီကိန်းအောင်တယ်ကိုယ်စိတ်လေးကိုလွတ်ပြီးတော့မထားဘူးဘုန်းကြီးတို့တွေကတယောက်တည်းနေပြီဆိုရင်တောင်တွေးမြောက်တွေသိပ်တွေးတယ်နော်တောင်တွေးမြောက်တွေတွေးတယ်ဆိုတာလွတ်ထားတာခေါ်တာစိတ်လေးဟာကိုယ်နဲ့အတူမရှိဘူးဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်စုံနေအောင်ရောက်တာတယောက်တည်းဆိုစကားပြောပဲရှားနေတာစကားပြောပဲရှိပြီဆိုရင်တော့လေပြောကုန်မဆုံးနိုင်အောင်ပြောကြစကားပြောပဲမရှိဘူးတယောက်တည်းဆိုရင်ရှောက်တွေးနေတာအတွေးနဲ့တည်ငြိမ်မှုမရှိဘူးဟိုတွေးဒီတွေးနဲ့ရောက်တတ်ရာရှောက်တွေးပြီးတော့နေလေးရှိတာမြတ်စွာဘုရားကြတော့အဲ့ဒီအတွေးတွေအလုံးကိုရုပ်သိမ်းပြီးတော့တရားဓမ္မတစ်ခုတည်းပေါ်မှာအာယုံစိုက်တာဒါပฏิတန်လာနာတပါးဒီကိန်းအောင်တယ်လို့ခေါ်တယ်နော်အဲ့ဒီစကားကနေဖြစ်လာတဲ့အခါကျတော့ယဟန်တန်ဃာကြီးကျောင်းထဲမှာတပါးတည်းနေတဲ့အခါမှာကိန်းအောင်နေတယ်ဆိုတဲ့ကိန်းအောင်မွေးလျော်စံတော်မူတယ်ဆိုတဲ့ဗမာစကားအသုံးကိုကြည့်ပြီးတော့ကိန်းနာကနေဘာဖြစ်လာတော့ဆိုကျိန်းနာဖြစ်တယ်အဲ့တော့ဘုန်းကြီးတွေကျောင်းထဲမှာတပါးတည်းနေကျိန်းနေသလားလို့မေးတယ်ဆိုတော့အိတ်နေသလားလို့မေးတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်အိတ်နေတာလားလို့မေးဘုန်းကြီးကိုကျိန်းနေသလားကြီးပဲမေးကြတယ်တကယ်ကတော့ကျိန်းတယ်ဆိုတာဒီကိန်းတယ်ဆိုတာလာတာတပါးရီနေပြီးတော့တရားနှလုံးသွင်းနေတာကိုကိန်းအောင်နေတယ်လို့ဆိုတဲ့အဓိပ္ပာယ်နော်ပฏิတန်လာနာပฏิဆိုတာအာယုံသီးသီးကိုမသွားစေပဲနဲ့ရုပ်သိမ်းပြီးတော့တခုတည်းသောအာယုံပေါ်မှာငြိမ်ပြီးတော့နေတာဆိုလိုတာကဘာနဲ့တူလို့ဆိုငှက်လေးတစ်ကောင်ဟာဟိုပြန်ဒီပြန်လျှောက်ပြန်မနေပဲနဲ့တစ်ပင်ပေါ်မှာနားပြီးတော့ငြိမ်နေတယ်လို့ငြိမ်တဲ့သဘောမျိုးဒီလိုဆိုလိုတယ်အဲ့ဒါကိုအဲ့ဒီစကားလုံးပဲ
လာနာတို့လီနာတို့ဆိုတာတနေရာထဲမှာငြိမ့်နေတာအဲ့ဒီအဓိပ္ပာယ်ကိုဆိုလို့တယ်နော်တဘာတိကိန်းအောင်ပြီးတော့နေရင်ကနေပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာစိတ်တော်ထဲကနေပြီးတော့တရားဓမ္မကိုဆင်ញင်သုံးသပ်ရင်ကနေပြီးခုနတဘာတိကိန်းအောင်ရာကနေထားလိုက်တဲ့အချိန်လေးမှာမြတ်စွာဘုရားရဲ့နှုတ်တော်ကထီအတန်လေးပေါ်လာတယ်ဘာလို့ဆိုရင်စက္ခုံစပတိစ္ဆရူပေစဥပ္ပစ္စတိစက္ခုဝိညာဏံဒါလေးကစပေါ်လာတာနော်အဲ့ဒီမှာတော့ရမို့တရားဟောတာမဟုတ်တော့ကြောင့်စက္ခုံစပတိစ္ဆစက္ခုံစဘိက္ခဝေပတိစ္ဆလို့ဘိက္ခဝေဆိုတဲ့ဘူကိတိမပါဘူးဒီနေရာဒါမို့တပါးတဲ့သူကသူရွတ်ဆိုတာဖြစ်သောကြောင့်စက္ခုံစပတိစ္ဆရူပေစဥပ္ပစ္စတိစက္ခုဝိညာဏံဒီစကလုံးလေးကစလိုက်တာအတိပ္ပယ်ကဘာလို့ဆိုရင်စက္ခုံစရူပေစမျက်စိနဲ့အစင်းအာယုံနှစ်ခုကိုစုံစည်းပြီးတဲ့အခါမှာတဲ့ဥပ္ပစ္စတိစက္ခုဝိညာဏံမြင်သိစိတ်လေးဖြစ်ပေါ်လာတာဖြစ်ပါတယ်အတိပ္ပယ်အယိုးရှင်းရှင်းလေးပဲနော်မျက်လုံးရဲ့မြင်စရာအာယုံရဲ့အဲ့ဒီနှမျိုးကိုဆွဲမိပြီးတော့မြင်သိစိတ်ဖြစ်တာပါတော့လူတိုင်းဟာမျက်လုံးဖွင့်လိုက်တာနဲ့မြင်စရာအာယုံတစ်ခုမြင်တယ်မြင်စရာအာယုံနဲ့မျက်စိနဲ့ဆုံလိုက်လို့ရှိရင်မြင်သိစိတ်ဆိုတာလေးကမြင်တဲ့အာယုံကိုသိတဲ့စိတ်လေးကပေါ်လာတာပဲဒါသဘာဝပဲလူတိုင်းမှာပေါ်တဲ့သဘာဝလေးကိုမြတ်စွာဘုရားဟောတာနော်စက္ခုံစပတိစ္ဆရူပေစဥပ္ပစ္စတိစက္ခုဝိညာဏံမြင်သိစိတ်ကလေးပေါ်လာတယ်မျက်စိကိုအမိပြုပြီးတော့ဖြစ်တဲ့မြင်သိစိတ်လေးပေါ်လာတယ်အဲ့ဒီမှာမျက်စိရဲ့အစင်းအာယုံရဲ့အဲ့ဒီနှစ်ခုကိုဆွဲပြုပြီးဖြစ်ပေါ်လာတဲ့မြင်သိစိတ်ရဲ့ဆိုတော့သုံးခုဖြစ်သွားတယ်ဟောအဲ့တော့ကိုယ်တေချာစဉ်းစားကြည့်မျက်လုံးလေးဖွင့်ထားလို့မြင်ပြီဆိုရင်မျက်လုံးလည်းရှိရမယ်မြင်စရာအာယုံလည်းရှိမယ်အဲ့ဒါနှစ်ခုစုံစည်းလိုက်တာနဲ့မြင်သိစိတ်ဆိုတာလေးပေါ်လာတယ်ဆိုတော့ဟောသုံးမျိုးဖြစ်သွားတယ်နော်သဘာဝတရားဟာအဲ့လိုဖြစ်ပေါ်လာတာဒါလေးကိုအာယုံစိုက်ဖို့ဝိပဿနာပွားတယ်ဆိုလို့ရှိရင်လည်းဒီမျက်စိနဲ့အစင်းအာယုံဆုံလိုက်လို့မြင်သိစိတ်ဖြစ်လာတယ်ဆိုတော့မျက်စိနဲ့အစင်းမျက်စိဆိုတာလဲသိတတ်တဲ့အရာမဟုတ်ဘူးယုတ်တရားတသက်တာဖြစ်တယ်အစင်းအာယုံဆိုတာလည်းပဲမြင်ကွင်းထဲမှာမျက်စိထဲမှာထင်ဟပ်လာတဲ့ယုတ်တရားတသက်များတာဖြစ်တယ်အဲ့ဒီနှစ်ခုစုံစည်းတဲ့အခါမှာမြင်သိစိတ်ဆိုတာလေးကသာသိတယ်မျက်စိကလည်းအသိစိတ်မရှိဘူးအစင်းအာယုံကလည်းအသိစိတ်မရှိဘူးထိုနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတာလေးကပေါ်လာတယ်ဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်လက်ဝါးနှစ်ချက်လက်ဝါးနှစ်ဖက်ကိုတစ်ခုနဲ့တစ်ခုတီးလိုက်တဲ့အခါကျတော့လက်ခုပ်တီးသံဆိုတာပေါ်လာနော်လက်ခုပ်တီးသံပေါ်လာတယ်စီကိုဒုံးနဲ့ရိုက်လိုက်တဲ့အခါမှာစီမျက်နှာပြင်နဲ့ဒုံးနဲ့ထိလိုက်တဲ့အခါမှာစီသံပေါ်လာတယ်လို့အဲ့ဒါလိုပဲမျက်စိနဲ့အစင်းအာယုံဆုံလိုက်ပြီးတဲ့အချိန်လေးမှမြင်သိစိတ်ဆိုတာပေါ်တာငကောကရှိနေတာမဟုတ်ဘူးဆိုတဲ့အသိကိုရရှိစေတယ်ပေါ့ဒါကြောင့်မို့လို့ဒါလေးကိုရွတ်ရင်းဆိုရင်းကနေစက္ခုံစပတိစ္ဆရူပေစဥပ္ပစ္စတိစက္ခုဝိညာဏစက္ခုံစစက္ခုပတရဆိုတဲ့မျက်စိကို၎င်းရူပေစမျက်စိထဲမှာထင်ဟပ်လာတဲ့အစင်းအာယုံကို၎င်းအစင်းအာယုံတို့ကို၎င်းပဋိစ္စဆွဲပြု၍အကြောင်းပြု၍စက္ခုဝိညာဏမျက်စိမှာဖြစ်ပေါ်လာတဲ့မြင်သိစိတ်ကလေးသည်ဥပ္ပစ္စတိဖြစ်ပေါ်လာရ၏လို့ဓမ္မသဘောကိုဆင်ခြင်ဖို့အတွက်မြတ်စွာဘုရားဒီတရားကိုဒီသုတ်တံဟာဓမ္မသဘောကိုဆင်ခြင်ဖို့ဟောတဲ့တခြားနေရာမှာဟောတဲ့တရားပဲဖြစ်တယ်ပေါ့သ
သို့တော့သူ့ဘာသူဆင်ញင်သုံးသက်ဖို့ရာနှလုံးသွင်းတာနှလုံးသွင်းရုံနဲ့မကဘူးနှုတ်တော်ကပါအတန်ထွက်ပြီးတော့သက္ခုံသပတိသရူပိသဥပ္ပိသတိသက္ခုဝိညာဏံလို့ဆိုလိုက်တဲ့အတန်လေးထွက်လာတယ်ပေါ့နော်အဲ့ဒီအတန်လေးထွက်လာတော့ပြီးပြီလားလို့ဆိုရှေ့ဆက်ပြီးတော့ဟောတယ်တိဏံသင်္ကတိဖတ်တော်မျက်စိရဲ့အဆင်းအာယုံရဲ့မြင်သိစိတ်ရဲ့သုံးခုဖြစ်သွားတယ်အဲ့ဒီသုံးခုစုံခြင်းကြောင့်ဘာဖြစ်လာတော့ဆိုရင်ဖတ်တာဆိုတယ်အာယုံနဲ့နောက်ထပ်မှန်ဆုံတွေ့ခြင်းဆိုတဲ့အာယုံနဲ့ထိတွေ့မှုသဘောထိတွေ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဖတ်တာဆိုတဲ့တရားဟာပေါ်လာပြန်တယ်ဆိုလိုတာကဒီသုံးခုစုံခြင်းကြောင့်အာယုံနဲ့ထိတွေ့သွားတာအဲ့ဒါကိုအင်္ဂလိပ်လိုပြန်တဲ့အခါဖတ်တာကို contact လို့ပြန်တယ်ဆက်သွယ်လိုက်တာလို့ဆိုလို့နော် contact လို့ပြန်တော့ဆက်သွယ်အဲ့တော့မျက်စိနဲ့အဆင်းအာယုံနဲ့ယဉ်သိစိတ်နဲ့ရပြီးဒီသုံးခုစုံမှနောက်ထပ်အာယုံနဲ့ဆက်သွယ်မှုကဖြစ်တာနှုတ်ဆိုမဆက်သွယ်သေးဘူးမျက်စိကြည့်လည်းမရဘူးအဆင်းအာယုံကြည့်လည်းမရဘူးသူတို့နှစ်ခုစုံလိုက်တဲ့အခါမှာပွင့်လာတဲ့မြင်သိစိတ်အဲ့ဒီသုံးခုပေါင်းစုံပြီးဆိုမှဖတ်တာလို့ဆိုတဲ့ထိတွေ့မှုဟာပေါ်လာတယ်နော်တိဏံသင်္ကတိဖတ်တော်အဲ့ဒီသုံးခုစုံလိုက်တဲ့အခါမှာအာယုန်နဲ့ထိတွေ့မှုဆိုတာပေါ်လာတယ်တဲ့ဟုတ်ပြီအာယုန်နဲ့ထိတွေ့မှုပေါ်လာတော့ဘာဖြစ်လဲဖတ်တာပစ္စယဝေဒနာတိုးတက်ဖြစ်ပေါ်လာပုံတွေကိုပြောပြတာအာယုန်နဲ့စိတ်နဲ့ဆုံလိုက်တဲ့အခါမှာစိတ်ခံစားချက်တွေပေါ်လာတယ်တဲ့အဲ့ဒီကြိုင်စိတ်ခံစားချက်အဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မျက်စိကမြင်လိုက်တဲ့အဆင်းအာယုန်ပေါ်မှာသိတဲ့စိတ်ကလေးနဲ့ပေါ်လာတဲ့အခါမှာအာယုန်နဲ့စိတ်နဲ့ဆက်သွယ်လိုက်တာနဲ့တပြိုင်နက်စိတ်ခံစားချက်လေးပေါ်တယ်စိတ်ခံစားချက်ဆိုတာဘာလို့အာယုန်လေးပေါ်မှာရှင်းတဲ့သဘောလေးသို့မဟုတ်မကျေနပ်တဲ့သဘောလေးကိုနဲ့ခင်မင်တဲ့လူကိုတွေ့လိုက်တယ်ဆိုရင်ပျော်သွားတယ်လေကိုနဲ့မတည့်တဲ့လူဆိုရင်မဲ့သွားစိတ်ခံစားချက်လေးတွေပေါ်တာကိုကြိုက်တဲ့အာယုံဆိုလို့ရှိရင်သဘောကျတယ်ကိုမကြိုက်တဲ့အာယုံဆိုရင်သူကရှောင်လွှဲခြင်းဒီလိုနော်စိတ်ခံစားမှုဆိုတာတစ်ခါတည်းပေါ်လာဖတ်တာပစ္စယဝေဒနာတဲ့စိတ်နဲ့အာယုံဆုံစည်းမှုကိုအကြောင်းပြုပြီးတော့စိတ်ခံစားမှုသို့မဟုတ်စိတ်ရဲ့အတွေ့အကြုံ experience ခေါ်ဒီအာယုံမျိုးတွေ့လို့ရှိရင်သဘောကျဥပမာမယ်ဒူရင်သီးကြိုက်တဲ့လူကဒူရင်သီးလေးအနံ့ရရင်ရှုခဲလုပ်ပြီးစားခြင်းစိတ်ပေါက်ဒူရင်သီးမကြိုက်တဲ့လူကြတော့ဟဲ့ဘယ်ဟာဒူရင်သီးနံ့ကြီးလဲတခြားပို့လိုက်ကြသားမှဖြစ်သွားတယ်ဟောကြိုက်တဲ့လူကြတော့စိတ်ခံစားမှုကတစ်မျိုးမကြိုက်တဲ့လူရဲ့စိတ်ခံစားမှုကတစ်မျိုးသဘာဝဒီလိုဖြစ်တာနော်သဘာဝတရားတွေဖြစ်ပေါ်လာပုံကိုစဉ်းကျင်စဉ်းစားဖို့မြတ်စွာဘုရားဟောတာဖတ်တာပစ္စယဝေဒနာတဲ့จิตနဲ့တည်းမจิตနဲ့ဘူးဆိုတဲ့စိတ်ခံစားမှုတွေပေါ်လာတဲ့အခါမှာဘာဖြစ်လာတော့ဆိုရင်ဝေဒနာပစ္စယတဏှာစိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့လိုချင်တယ်ရချင်တယ်ကြိုက်တယ်သဘောကျတယ်ဆိုတဲ့ဒါဒီစိတ်ကဆက်ပေါ်လာအနံလေးရတာနဲ့ငပိကြိုက်တဲ့ဗမာတွေငပိရေကျုံနံလေးရရင်ထမင်းကိုစာသွားတယ်လို့ပြောကြတာပဲနော်ဟိုငပိနဲ့အလံဝေးတဲ့အိန္ဒိယကလာတွေဆိုလို့ရှိရင်ဘာပုတ်နံကြီးပါလဲဆိုနှာခေါင်းပိတ်တာအဲ့တော့မတူလူတွေရဲ့အကြိုက်ကကြိုက်ရင်သဘောကျတယ်မကြိုက်ရင်သဘောမကျဘူးအဲ့တော့ဝေဒနာပစ္စယတဏှာလိုချင်တာလေးဖြစ်လာတယ်တဲ့တဏှာဖြစ်လာပြီးတဲ့နောက်ဘာဖြစ်တဏှာပစ္စယဥပါဒနာစိတ်ထဲမှာဆွဲလန်းသွားတယ်အဲ့ဒီအာယုံလေးကိုစိတ်ထဲမှာဆွဲလန်းနေတယ်ဟုတ်ပြီဆွဲလန်းသွားပြီဆိုတဲ့အခါမှာဘာဖြစ်လဲဥပါဒနာပစ္စယဘဝဆွဲလန်းတဲ့အရာလေးတစ်ခုကိုရဖို့ကြိုးစားအထောက်မှုဖြစ်လာတယ်ကံနေဖြစ်လာကမ္မဘဝဖြစ်လာတယ်အဲ့ဒီကမ္မဘဝဖြစ်လာတဲ့အခါကျတော့ဘဝပစ္စယဇာတိဆိုပြီးတော့ဘဝအသစ်တစ်ခုမှာ
လောက်ကင်သည့်အတွက်ကြောင့်ရလာတယ်ဖြစ်လာတယ်မွေးဖွားလာတယ်ပေါ့အဲ့ဒီမွေးဖွားလာပြီးရင်ဘာဖြစ်လဲဇာတိပစ္စယစရာမရဏဘုန်းကြီးတို့တွေဟာမွေးလာပြီးတဲ့နောက်မှာဘာတွေနဲ့ရင်ဆိုင်ရတော့ဆိုရင်တဖြည်းဖြည်းရင့်လာတာနဲ့စရာဆိုတာရင့်လာတဲ့သဘောနော်ရင့်လာတဲ့သဘောနဲ့ရင့်လာတာမှတဖြည်းဖြည်းရင့်လာလိုက်ပုံကတော့မျက်နှာမှာရှိတဲ့အရည်တွေကတွန့်လာတယ်ခေါင်းပေါ်မှာရှိတဲ့သပင်တွေကဖြူလာတယ်နော်ပရည်တွေတွန့်တဲ့သပင်ဖြူတယ်သွားတွေကျိုးလာတယ်ဒါရင့်လာတဲ့သဘောရဲ့နောက်မှာဖြစ်ပေါ်လာတဲ့အနေအထားတွေပေါ့နော်ပန်းလေးတစ်ပွင့်ဟာလည်းပဲရင့်သွားလို့ရှင်တဖြည်းဖြည်းဟာနွမ်းလာပြီးနောက်ဆုံးမှကြွေးကျသွားတဲ့သဘောဘယ်ရာပဲဖြစ်ဖြစ်ဇာတိဆိုတဲ့စတင်လာပြီးဖြစ်ပေါ်လာပြီးဆိုလို့ရှိရင်နောက်ကစရာမရဏရင့်ပြီးတော့ကြွေးကြတယ်ဆိုတဲ့အိုခြင်းလို့ခေါ်တဲ့သေခြင်းလို့ခေါ်တာ ਨੇ ရှင်ဆိုင်ရမှာပဲဖြစ်တယ်ပေါ့အဲ့ဒီသဘောကိုမြတ်စွာဘုရားဇာတိပစ္စယစရာမရဏဒါတွေမဲလားဆိုဘယ်ကမလဲဘဝတစ်ခုရထားတဲ့အချိန်လေးမှာကိုယ်ပစ္စည်းတွေဆုံးရှုံးတော့မယ်သို့မဟုတ်ဆုံးရှုံးသွားပြီလို့သတင်းကြားတယ်ဟုတ်ရေဈေးတက်မလားလို့ဝယ်ထားတာမြေရဈေးထိုးကျသွားတယ်ဆိုဟာပါသွားပါပြီဖြစ်ဝယ်တော့ကတေကကို1000ပေးဝယ်ထားတယ်အခု900တောင်မရတော့ဘူးဆိုရင်အဲ့မှာတောကဖြစ်မှာပဲဒါအသေးကြတယ်နော်ဘာပဲဖြစ်ဖြစ်ကိုယ်ပစ္စည်းတစ်ခုကပြတ်တယ်လို့သတင်းကြားရင်သူဟာတောကဖြစ်လာပြတ်တော့မယ်ဆိုရင်သတင်းကြားရင်လည်းတောကဖြစ်တာထို့တူပဲကိုယ်ဆွေတွေမျိုးတွေတဲ့ကဘယ်သူဖြစ်မကြမ်းမမာဘူးဆိုတာကြားယုံနဲ့တောကဖြစ်တယ်ဘယ်သူဖြစ်သေဆုံးသွားပြီဘယ်မှာအက်ဆီဒင့်ဖြစ်သွားတယ်အသက်ဆိုးရင်ရတယ်ဆိုလူကနေပတိထိုင်ပတိတောကတွေဖြစ်လာအဲ့ဒါလေလာမှာပဲလို့ဆိုလိုတယ်မွေးဖွားလာပြီးတဲ့နောက်မှာလူတိုင်းဟာမရှောင်လွဲနိုင်တဲ့တောကဆိုတဲ့ရှင်ထဲမှာပူလောင်တဲ့သဘာဝတောကကိုမထိန်နိုင်ဘူးဆိုရင်ပရိဒေဝမျက်ရည်ကျရတာဖြစ်တယ်အေးဒါလည်းမကဘူးဒုက္ခတဲ့ကိုဆင်းရဲမှုနဲ့ကြုံရတယ်ဒေါမနတတဲ့စိတ်ဆင်းရဲမှုစိတ်ညစ်မှုတွေနဲ့ကြုံရတယ်ဥပါယတစိတ်ပင်ပန်းမှုတွေနဲ့လည်းကြုံရတယ်တောကပရိဒေဝဒုက္ခဒေါမနတုပါယတတံပဝန္တိဇာတိဖြစ်လာလို့ရှိရင်တောကနဲ့လည်းကြုံမှာပဲအိုရာရင်သေရာရင်မဟုတ်ဘူးမအိုခင်မသေးခင်စကြမှာလည်းဆိုရင်ရမယ်ငိုကြွေးရတယ်ကိုယ်ဆင်းရဲမှုနဲ့ကြုံရတယ်စိတ်ဆင်းရဲမှုနဲ့ကြုံရတယ်စိတ်ပင်ပန်းမှုတွေနဲ့ကြုံရတယ်လို့ဒီလိုဒုက္ခတွေရောက်တာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတ္တစဉ်းစားကြည့်လိုက်မယ်ဆိုရင်အခုဖြစ်တဲ့အရာတွေဟာဇာတိကပြီးတော့စရမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတာတွေဟာတဲ့ဒုက္ခအစုတက်တာလည်းဖြစ်တယ်အလုံးဟာကျင့်တတ်เสียမကောင်းတဲ့အခြေအနေဇိုးတွေသာဖြစ်တယ်အဲ့ဒီအခြေအနေဇိုးတွေဟာယင်းတဲ့နှလုံးထဲမှာဖြစ်ပေါ်လာလို့ဧဝမေတ္တကေဝလတ္တဆိုတာဒုက္ခလုံးဝမပါဘူးဆင်းရဲဒုက္ခတက်ဒုက္ခခန္ဓတဒုက္ခအစုရဲ့တမှုတွေရောအခုလိုအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်လာမှုသည်နော်ဟောတိထင်ရှားတယ်ဒီလိုဆိုလို့တယ်အဲ့တော့မြတ်စွာဘုရားကမျက်စိကမြင်လိုက်တာကနေဆက်ပြီးတော့ပြောလိုက်တဲ့စကားလေဘဝမှာဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝဒီတိုင်းသွားနေတယ်ဆိုတာသဘောပေါက်နော်သက္ခုံသပတိသရူပိသဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်သောဖတ်တပစ္စယဝေဒနာပစ္စယတဏှာပစ္စယဥပါဒနာပစ္စယဘဝပစ္စယဇာတိပစ္စယဇရာမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတတံဘဝန္တိဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုရိယောဟောတိလို့မြတ်စွာဘုရားဒီလိုပြောလိုက်တယ်
အဲ့တော့အာယုံပြုပြီးတော့ကြည့်ရင်အဓိပ္ပာယ်ကရှင်းရှင်းလင်းလင်းသိတာတဲ့အနေထားပေါ့နော်တော်ရီဘုန်းကြီးတို့ရဲ့နေ့စဉ်ဘဝမှာမျက်စိနဲ့အစဉ်ဆုံးရင်ဒီပုံစံအတိုင်းပဲသွားရတယ်ဆိုတာကိုဆင်ញင်သုံးသပ်ကြည့်လို့ရတယ်ပေါ့ဆင်ញင်သုံးသပ်ကြည့်လို့ရတယ်ထို့တူပဲမြတ်စွာဘုရားမျက်စိနဲ့အစဉ်ဆုံးတာလို့ပဲနားနဲ့အသံလဲဆုံးတယ်နှာခေါင်းနဲ့အနံ့နဲ့လဲဆုံးတယ်လျှာနဲ့အရသာနဲ့လဲဆုံးတယ်ကိုယ်ကာယနဲ့အထီးတွေ့နဲ့လဲဆုံးတယ်စိတ်ကူးကြံစီမှုတွေနဲ့အာယုန်နေနဲ့လဲဆုံးတယ်လို့အာယရဏ6ပါးသို့မဟုတ်အာယုန်6ပါးနဲ့ပေါင်းစပ်ထားတဲ့အာယရဏ12ပါးဒီလိုပရိစ္ဆသမုပ္ပါဒ်နဲ့ဆက်ပြီးတော့သောတင်္စပဋိစ္ဆတတ္တိစဥပ္ပစ္စတိသောတဝိညာဏနာနဲ့အတန်ဆုံးလိုက်လို့ရှင်ဇာတိစိတ်ဖြစ်တယ်တိဏ္ဏသင်္ကတိဖတ်သောသုံးခုဆုံးတဲ့အခါမှာဖတ်တာအတန်ကလည်းဒီတိုင်းပဲလာတယ်နော်ဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှုတွေလာတယ်ဝေဒနာပစ္စယတဏှာကြိုက်เสียအာယုံဆိုရင်တဏှာဖြစ်တယ်တဏှာဖြစ်လာရင်တဏှာတွေရပ်နေမှာမဟုတ်ဘူးတဏှာပစ္စယဥပါဒနာဆွဲလန်းမှုတွေဖြစ်တယ်ဥပါဒနာပစ္စယဘောဆွဲလန်းမှုကြောင့်ကံတရားတွေကိုကောင်းဆိုးကံတရားတွေကိုပြုလုပ်တယ်ပြုလုပ်သည့်အတွက်ကြောင့်ဘဝတစ်ခုရလာတယ်ဘဝပစ္စယဇာတိရလာပြီဆိုရင်ဘယ်လမ်းကိုသွားတော့ဆိုအိုခြင်းနဲ့သိခြင်းအဲ့ဒီကြားမရောက်ခင်ပါဖြစ်တောကပရိဒေဝဒုက္ခဒေါမနတဥပါယတသမ္မောတိဟောကြည့်လိုက်တော့ဏိကုံးချုပ်လိုက်တော့ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယဟောတိလို့ဆိုတာနော်ထို့တူပဲနှာခေါင်းနဲ့အနံ့ရှူလိုက်တဲ့အခါမှာလည်းဒီပုံစံပဲလာတယ်ဒီအနံ့မောထမင်းစားလို့လျှာနဲ့အရသာဆုံလိုက်တဲ့အခါမှာလည်းဒီတိုင်းပဲလာတယ်ဒီတိုင်းပဲလာတယ်ရှမ်းကုန်းမှာရှိတဲ့ကမာရွတ်စီတန်းကငခင်ကြီးတွေကလည်းဒီတိုင်းပဲနေမှာပေါ့နော်အဲ့ဒီမှာစားစရာတောက်စရာတွေအကင်တွေအဖုတ်တွေအကျော်တွေလူတွေဟာရှာနဲ့အရသာဆုံစည်းလိုက်ပြီဆိုလိုက်တဲ့အခါမှာအရသာသိတဲ့စိတ်ဖြစ်လာတယ်အရသာသိတဲ့စိတ်ကနေပြီးသုံးခုဆုံလိုက်တဲ့အခါမှာအာယုန်နဲ့ဆက်သွယ်မှုတွေရလာတယ်ဆက်သွယ်မှုရလာလို့ရှင်စိတ်ခံစားမှုတွေပေါ်လာတယ်စိတ်ခံစားမှုကိုအကြောင်းပြုပြီးလိုချင်မှုတွေလိုချင်မှုကိုအကြောင်းပြုပြီးတွေ့တာမှုတွေတွေ့တာမှုကိုအကြောင်းပြုပြီးရအောင်ကြိုးစားမှုတွေရလာတဲ့အခါကျဘာရတော့ဇာတိဆိုတဲ့ခန္ဓာ၅ပါးရတယ်ရလာပြီးတဲ့နောက်မှာဘာဖြစ်ပြန်တော့ဆိုအိုခြင်းနဲ့သေခြင်းရင်ဆိုင်ရမယ်ကိုရလာတာတွေဟာအဲ့ဒါနဲ့မရင်ဆိုင်မဲနဲ့အဆုံးသတ်တာရှိမှမရှိတာအားလုံးဟာကိုရလိုက်တဲ့ဟာဒါနဲ့ပဲအဆုံးသတ်မှာပဲသိချတယ်အဲ့ဒါလို့ဒုက္ခတက်တက်ပဲလို့ဆိုတာကိုမြတ်စွာဘုရားကရှင်းပြတာဒီတရားတော်ရဲ့အဓိပ္ပာယ်ကအဲ့ဒါနောက်တစ်ခါကာယေသပဋိစ္စဖုတ္တပိစ္စကိုယ်ကာယကိုတခုလာထိတယ်ပူရာနဲ့ထိမယ်အေးရာနဲ့ထိမယ်ညညောတဲ့အရာနဲ့ထိမယ်ကြမ်းတမ်းတဲ့အရာနဲ့ထိမယ်ဘာလဲပဲထိနော်အခုနေရသည်ဆိုလို့ရှိရင်အပူနဲ့ထိလို့ရှိရင်ခါခက်တယ်လေဟောလေပြေလေညင်းအေးလေးနဲ့ထိရရင်နေလို့ကောင်းတယ်နေလို့ကောင်းတယ်အပူနဲ့ဆိုရင်နေရခံရခက်တယ်ဟောအဲ့ဒါလို့ပူမှုအေးမှုညံ့ညောမှုပြင်းထန်မှုဆိုတာတွေနဲ့ထိလိုက်တဲ့အခါမှာလည်းပဲထိတိစိတ်ဖြစ်လာပြီးတဲ့အခါမှာသုံးခုပေါင်းလို့ဖတ်တာဝေဒနာတင်တဏှာဥပါဒံကမ္မဘဝဇာတိဆိုပြီးတော့ရလာတာဒီပုံစံပဲအားလုံးဟာဒီတိုင်းပဲဖြစ်တယ်ဟုတ်ပြီမျက်စိနဲ့လည်းမဆိုင်ဘူးနားနဲ့လည်းမဆိုင်ဘူးနှာခေါင်းနဲ့လည်းမဆိုင်ဘူးလျှာနဲ့လည်းမဆိုင်ဘူးကိုယ်ကာယနဲ့လည်းမဆိုင်ဘူးမနှင်းစပဋိစ္စဓမ္မေစဥပ္ပစ္စတိမနောဝိညာဏစိတ်ကူးချမ်းစီတဲ့ထဲမှာဖြစ်လာလူဆိုတာလည်းရှောက်တွေးသေးတာနော်မျက်စိနဲ့မြင်လို့လည်းမဟုတ်ဘူးနားနဲ့ကြားလို့လည်းမဟုတ်ဘူးတွေးတာကြားဘူးတာတွေအတိတ်ကဟာတွေပြန်တွေးတယ်မနေ့ဟာတွေပြန်တွေးတယ်နေ့ဖြင့်ဟာကိုတွေးပြီးတော့စိတ်ကူးရင်ကြည့်တယ်အလုံးဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဟာလည်းပဲဒီပုံစံနဲ့ပဲသွားတယ်
မနောဝိညာဉ်ဖြစ်လာပြီးသုံးခုပေါင်းလိုက်ရင်ဖတ်တာဖြစ်လာလို့ရှိရင်ဝေဒနာစိတ်ခံစားမှုဝေဒနာဖြစ်လာပြီဆိုရင်တဏှာလိုချင်တာတွေပေါ်လာတယ်လိုချင်တာတွေပေါ်လာရင်ဆွဲလန်းမှုလာတယ်ဆွဲလန်းမှုရှိလို့ရှိရင်ရအောင်ကြိုးစားမှုဆိုတဲ့ကံတွေလှုပ်လာတယ်ကံတွေလှုပ်လာလို့ရလာပြီဆိုလို့ရှိရင်ဇာတိမွေးဖွားလာပြီဖြစ်ပေါ်လာပြီဖြစ်ပေါ်လာပြီးရင်ဘာဖြစ်မလဲစရာရင့်ပြီးတော့မရဏပျောက်ကွယ်ခြင်းသိဆုံးခြင်းဆိုတာလာပြန်ရောအဲ့တော့ဒီလမ်းကြောင်းကြီးကဖုံးနေတာဒီလမ်းကြောင်းကြီးအတိုင်းသွားနေတာဖုံးနေတယ်ဒီအသေးပဲမြတ်စွာဘုရားကဒီပါဠိလေးတွေကိုတပါးတည်းရွတ်နေတာအဲ့ဒါတန်တရားတွေကမထွက်သေးသမျှဘုန်းကြီးတို့တွေကဘယ်တော့မှစလာတဲ့လမ်းကြောင်းကြီးလည်းမသိဘူးဒီလမ်းကြောင်းကြီးအတိုင်းပဲခဏိထိရှောက်နေတော့မယ်ဆိုတာလူတိုင်းသတိထားကြည့်ပေါ့နော်ပါဠိလိုမရဘူးဆိုရင်မြန်မာလိုစဉ်းစားလိုက်မျက်စိနဲ့အစဉ်ဆုံးတဲ့အခါမှာမြင်သိစိတ်ပေါ်လာတယ်ဒီသုံးခုပေါင်းစုံလိုက်ရင်ထိတွေ့မှုဖြစ်လာတယ်ထိတွေ့မှုဖြစ်ရင်စိတ်ခံစားမှုဖြစ်တယ်စိတ်ခံစားမှုဖြစ်လာရင်လိုချင်မှုဖြစ်တယ်လိုချင်မှုဖြစ်ရင်တွေ့တာမှုဖြစ်လာတယ်ဆွဲလန်းမှုဖြစ်လာတယ်ဆွဲလန်းမှုဖြစ်လာလို့ရှိရင်ရအောင်လုပ်မှုဖြစ်လာတယ်ရအောင်လုပ်လို့ရလာပြီဆိုလို့ရှိရင်အိုခြင်းနဲ့လည်းရင်ဆိုင်ရမယ်သိခြင်းနဲ့လည်းရင်ဆိုင်ရမယ်ဒီလိုဆိုလို့တယ်နော်အဲ့ဒါလို့အဲ့တော့တန်တရားထဲမှာကဒီလိုဆိုတော့ဒါဖြင့်တန်တရားကလွတ်ဖို့မြတ်စွာဘုရားရဲ့အဆုံးအမရတဲ့ပုဂ္ဂိုလ်တွေဟာဒီပရိစ္ဆေသမုပ္ပါတန်တရားဆက်ဝန်းကြီးတွေကနေပြီးတော့ထွက်ချင်ပြီဘယ်ကနေဖောက်ထွက်မလဲ exit ဆိုတာရှိတယ်အစာအုပ်ကြီးတွေမတန်ကြီးတဲ့နေရာမှာ exit ဆိုပြီးတော့ပြထားအဲ့ဒါလိုပဲထွက်ပေါက်ဆိုတာတော့ရှိတယ်ထွက်ပေါက်ကိုလည်းမြတ်စွာဘုရားကခေါ်ပြတယ်ဒီထဲမှာသက္ခုဇပဋိစ္စရူပိစ္စဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အစဉ်ဆွဲပြီးတော့မြင်သိစိတ်ပေါ်တယ်ဟုတ်ပြီတိဏ္ဏသင်္ကတိဖတ်တော့ဒီသုံးခုဆုံလိုက်တဲ့အခါဖတ်တာဖြစ်တယ်ဖတ်တာပိစယဝေဒနာဖတ်တာပေါ်လာရင်စိတ်ခံစားမှုပေါ်လာမှာပဲစိတ်ခံစားမှုပေါ်လာလို့ရှိရင်ဝေဒနာပိစယတဏှာပုထုဇဉ်တ attva တွေကမရှောင်လွဲနိုင်ပဲနဲ့ကိုယ်အကြိုက်နဲ့တွေ့ရင်ကြိုက်လိုက်တော့တာပဲနော်တဏှာပေါ်လာဟုတ်ပြီအဲ့ဒီတဏှာကိုဖယ်ရှားဖို့ကြိုးစားရမယ်ဓမ္မအသိနဲ့အဲ့ဒီနေရာမှာမြတ်စွာဘုရားတတ္တယေဝတဏှာယအတိတဝိရာဂနိရောဓအဲ့ဒီတဏှာကိုတဲ့ဝိပဿနာဉာဏ်နဲ့ကျင့်ကြံကြိုးကိုအထုတ်ပြီးတော့ဖြတ်ဖို့ကြိုးစားလိုက်ပါတဏှာကိုဖြတ်ဖို့ကြိုးစားမယ်ဝေဒနာကိုပယ်ဖို့မကြိုးစားနဲ့ဝေဒနာဆိုတာလာမှာပဲနော်အဲ့ဒီဝေဒနာပေါ်မှာအကောင်းအဆိုးကြည့်ပြီးတော့တွေ့တာတဲ့တဏှာပေါ်လာပြီဆိုရင်အဲ့ဒီတဏှာဖယ်ရှားဖို့အတွက်ဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်လိုက်ပါအထုတ်လိုက်လို့ရှိရင်အဲ့ဒီဝိပဿနာကနေပြီးတော့ရရှိလာနိုင်တဲ့အရတ္တမေဆိုတဲ့မက္ကုသိုလ်ပေါ့နော်သောတပတိမေသဂရဂာမိမေအနာဂာမိမေအရတ္တမေဆိုတဲ့မက္ကုသိုလ်ရလာအဲ့ဒီမက္ကုသိုလ်ရလာပြီဆိုရင်အတိတဝိရာဂနိရောဓအဲ့ဒီတဏှာဟာနောက်ထပ်မလာတော့အစေးတွေအကုန်ချုပ်သွားတဏှာဆိုတဲ့တွေ့တာတဲ့အစေးဟာအဲ့ဒီနေရာမှာအဆုံးသတ်သွားတယ်တဏှာကိုလိုချင်စိတ်ကိုဖယ်ပလိုက်တယ်လို့ဆိုပါစို့ဖယ်လိုက်တဲ့အခါတဏှာချုပ်သွားလို့ရှိရင်တဏှာနိရောဓဥပါဒနာနိရောဓဆွဲလန်းမှုလည်းချုပ်သွားလိုချင်စိတ်မရှိဘူးဆိုရင်ဆွဲလန်းစိတ်လည်းမရှိတော့မလိုချင်တော့ဘူးဆိုဘယ်သူမှမဆွဲဘူးလေလိုချင်နေတော့စိတ်ထဲမှာဆွဲနေတာပဲသိချာမလိုချင်တော့ဘူးဆိုတာနဲ့ဆွဲတာမရှိတော့ဟုတ်ပြီတဏှာနိရောဓဥပါဒနာနိရောဓဥပါဒံချုပ်သွားရင်ဥပါဒနာနိရောဓဘဝနိရောဓလိုချင်စိတ်တွေ့တာစိတ်ဆွဲလန်းစိတ်မရှိတော့ဘူးဆိုလို့ရှိရင်ရအောင်ကြိုးစားမှုလည်းမလာတော့ဘူးဘဝနိရောဓဇာတိနိရောဓမကြိုးစားသည့်အတွက်ကြောင့်ဘဝဆိုတဲ့ကံတရားတွေချုပ်ငိမ့်သွားလို့ရှိရင်ဇာတိနိရောဓမွေးဖွားခြင်းဆိုတာမဖြစ်လာတော့ဘူးအေးမွေးဖွားခြင်းမှာမဖြစ်ဘူးဆိုရင်ဇာတိချုပ်လို့ရှိရင်ဇာတိနိရောဓစရမရဏအိုရတာလည်းမရှိဘူးသိရတာလည်းမရှိဘူးမွေးပေါ်မမွေးတာအဲ့တော့ဒါရင်လားဆိုမဟုတ်ဘူး
မမွေးတဲ့လူတယောက်အတွက်တောကဖြစ်เสียလည်းမရှိဘူးပရိဒေဝငိုเสียလည်းမရှိတော့ဘူးဒုက္ခကိုဆင်းရဲเสียလည်းမရှိဘူးဒေါမနတစိတ်ညစ်เสียလည်းမရှိဘူးဥပါယတစိတ်ပင်ပန်းเสียလည်းမရှိဘူးအဲ့ဒီနီးနဲ့ဆင်းရဲဒုက္ခမှန်သမျှဟာဆုံးသတ်သွားတယ်လို့ဟောနိဗ္ဗာန်ရဲ့ထွက်ပေါက်ကိုအဲ့ဒီနေရာမှာပြနော်တဏှာကိုချုပ်ဖို့ကြိုးစားရဖတ်တာတို့ဝေဒနာတို့ကပယ်ရမယ့်တရားတွေမဟုတ်ဘူးဖတ်တာရဲ့သဘောကိုသေချာသိအောင်ဝေဒနာရဲ့သဘောကိုသေချာသိလိုက်ဝေဒနာကိုကမ္မထမ်းရှုလိုက်တာနဲ့တပြိုင်နက်ဖြစ်ပေါ်လာတဲ့တဏှာရှေ့မတိုးအောင်ဖယ်ရှားပြလိုက်နိုင်တယ်ဒါပရိစ္ဆေသမုပ္ပါရဲ့ထွက်ပေါက်ပဲပေါ့ဝေဒနာကိုရှုမှတ်ခြင်းအပြင်သို့မဟုတ်တဏှာကိုရှုမှတ်ခြင်းအပြင်ထိုတဏှာကိုဖြတ်တောက်ပလိုက်တယ်တဏှာပြတ်သွားပြီဆိုရင်ဥပါဒံမလာတော့ဘူးဥပါဒံမလာရင်ပဝါဆိုတဲ့ကံမလာဘူးကံမလာလို့ရှင်ဇာတိဆိုတဲ့မွေးဖွားခြင်းမလာဘူးသူမလာရင်စရာဗျာတိစရာမရဏဆိုမလာဘူးတောကစသည်မလာဘူးလို့တခုပြရင်ပြတ်သွားရောနော်အဲ့ဒီနည်းနဲ့ဒုက္ခတွေဟာအဆုံးသတ်သွားတာပါလို့ဒီဒေသနာတော်ကိုမြတ်စွာဘုရားကသူတစ်ပါးတဲ့ကိန်းအောင်ရကနေထပြီးတော့ဘယ်သူကမှဟောတာမဟုတ်ပဲနဲ့စိတ်ထဲမှာလူတွေတခါတလေကြတော့တချင်းကြီးတတ်တယ်လေဘယ်သူမှပြောတော့မဟုတ်ပဲနဲ့ပြောနေတဲ့သဘောပေါ့မြတ်စွာဘုရားလည်းတရားနှလုံးသွင်းကနေပြီးဒါလေးကိုစာထဲမှာဓမ္မအတန်လေးကိုထုတ်ဖော်ပြီးတော့ရွတ်ဆိုနေတာဖြစ်တယ်အဲ့ဒီလိုရွတ်ဆိုနေတာကိုအနိနာမှာရှိတဲ့ယဟန်တစ်ပါးရှိနေတာကိုမြတ်စွာဘုရားတတိထားမိပြီငါရွတ်တာကြားသလားလို့မေးလိုက်တော့ကြားပါတယ်ဘုရားအေးအဲ့ဒါဆိုရင်မှတ်ထားတေချာသင်ထားနှုတ်တဲ့ရအောင်ဆောင်းထားဒီဟာကိုနှုတ်တဲ့ရအောင်ဆောင်းထားမယ်ဆိုရင်ဒီတရားဒေသနာတော်ကိုမပြတ်ဆင်ញင်သုံးသပ်နှလုံးသွင်းမယ်ဆိုလို့ရှိရင်တကယ်ကိုအကျိုးရှိတယ်။ဘာအကျိုးရှိတော့ဆိုရင်ဒီတိုင်းလေးဆင်ញင်နေခြင်းအပြင်အကုသိုလ်တော့မဖြစ်တာသေချာသွားပြီ။ဒီအတွေးလေးနဲ့နေမယ်ဆိုရင်ဒီဓမ္မဖြစ်စဉ်အတိုင်းလေးတွေးပြီးတော့နေမယ်။အဖြစ်နဲ့အချုပ်နှစ်ခုပေါ့နော်။ဝင်ပေါက်နဲ့ထွက်ပေါက်ပေါ့။အဲ့တော့တန်တရားထဲမှာဖြစ်နေတာနဲ့တန်တရားကထွက်သွားတာဒီနှစ်ခုကိုဆက်ဆက်ပြီးတော့မြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါကိုအနုလောမပฏิလောမဖြတ်ပြီးတော့ဟောလိုက်တာဒီနေရာမှာအဝိဇ္ဇာကစဟောတာမဟုတ်ဘူးအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပနာမရူပပစ္စယတလာယေတနံဆိုတာတွေကိုမဟောတော့ပဲနဲ့ဒီဘက်ကစဟောလိုက်တာတလာယေတနာကနေစပြီးဟောလိုက်တယ်လို့သူတို့ဆိုရမှာဖြစ်တယ်တလာယေတနာပစ္စယဖတ်တော့ဒီနေရာမှာဒိဋ္ဌံသင်္ကတိဖတ်တော့လို့ဟောတယ်အဲ့ဒီလိုပရိစ္ဆေသမုပ္ပါရဲ့ရှုခွက်ကလေးကိုမြတ်စွာဘုရားဟာဟောကြားဆုံးမလို့ရင်ဖြစ်တယ်တခြားသုတ်တန်တွေမှာဒီတိုင်းဟောထားတာပါပဲဒီသုတ်တန်မှာတော့မြတ်စွာဘုရားကသူများကိုဟောတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ရွတ်ဖတ်တရစေခြင်းသာဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီသုတ်တန်ကိုဥပတုတိဆိုတဲ့နာမည်နဲ့ဘုရားရွတ်ဖတ်တရစေနေတာကိုကြားရတဲ့ယဟန်တစ်ပါးရှိနေတာဖြစ်သည့်အတွက်ကြောင့်ဥပတုတိအတန်ရဲ့အနည်းလို့အဓိပ္ပာယ်ပေးပြီးတော့ဒီသုတ်တန်ကိုအမည်မြှင့်ခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဓမ္မအတန်ဟာနှုတ်တော်ကထုတ်ဖော်ပြီးတော့ဟောတာလဲဒီတရားမျိုးပဲကိုယ်တိုင်ကြင်ကြံရုပ်ကိုအထုတ်ဖို့လိုက်နာဖို့မြတ်စွာဘုရားတရားတွေရဲ့အကြိုက်စရိုက်ကိုလိုက်ပြီးတော့ဟောပေးတာလည်းပဲဒီသုတ်တန်ဒီလိုတရားမျိုးပဲဖြစ်တယ်ပေါ့ဝိပဿနာရှုဖို့ဒီအမြင်နဲ့အဆင်းအာယုံနားနဲ့အသံအာယုံနှာခေါင်းနဲ့အနံ့အာယုံလျှာနဲ့အရသာအာယုံကိုယ်ကာယနဲ့အထိတွေ့အာယုံနဲ့စိတ်နဲ့စိတ်ကူးကြံစီတဲ့အာယုံဒါတွေပေါင်းစပ်ပြီးတော့ဖြစ်ပေါ်လာတဲ့အခြေအနေတရားကိုမိမိတို့ကိုယ်တိုင်ဟာတဏှာတို့ဥပါဒဏ်တို့မဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတဲ့အလုပ်ဟာနိဗ္ဗာန်လမ်းကြောင်းဘက်ကိုသွားတဲ့အလုပ်ဖြစ်တယ်တရားပွဲမှာတရားသံလေးကိုကြားလိုက်တဲ့အခါမှာထိုတရားသံဟာဘဝဆက်ဆက်
ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်ဓမ္မအတန်လို့ဆိုတဲ့အတိလေးတွေရှိအောင်တော့ဓမ္မအတိညာမရခြင်းနေအောင်ဓမ္မအတန်ရဲ့အေးချမ်းမှုဓမ္မအတန်ရဲ့စွမ်းဆောင်မှုနဲ့ဒီအတန်ကိုပဲနာယူလိုက်ရတဲ့အခါမှာကြားနာလိုက်ရတဲ့အခါမှာကြားလိုက်ရတဲ့အခါကောင်းကျိုးချမ်းသာတွေရသွားနိုင်တယ်ဆိုတာဟာမြတ်စွာဘုရားလက်ထက်ကလည်းထင်ရှားရှိခဲ့တယ်။ဘာဖြစ်လို့လဲဆိုဓမ္မအတန်ဆိုတာဟာလောကမှာကြားရခဲ့တဲ့အတန်တစ်ခုဖြစ်တယ်။ဓမ္မဆိုတာမှန်ကန်တဲ့သူတော်ကောင်းတွေရဲ့တရားသံကိုဆိုလိုတာ။သူတော်ကောင်းတွေရဲ့တရားသံဟာမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတာတွေနဲ့လွှမ်းခြုံပြီးတော့ဆုံးမဟောကြားတဲ့တရားသံတွေဖြစ်သည့်အတွက်ကြောင့်ထိုတရားသံကိုကြားလိုက်ရတဲ့ပုဂ္ဂိုလ်တိုင်းရဲ့စိတ်နှလုံးဟာတည်ငြိမ်ငြိမ်အေးမှုကိုရရှိသွားနိုင်တယ်။လူသားမပြောနဲ့တိရစ္ဆာန်သတ္တဝါတွေတောင်မှပဲဓမ္မအတန်ရဲ့အတိမ်အနက်အဓိပ္ပာယ်ကိုနားမလည်တော့လဲငြိမ်းချမ်းတဲ့အနေအားဖြင့်အာယုန်ထဲမှာစိတ်ကြည်နူးပြီးခိတ္တခဏမြအာယုန်ရတာဒီပင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတယ်ဆိုတာအာလူကြားဘူးကြတဲ့ဖဏတဝတ္ထုလေးကတာရကအဖြစ်မှတ်သားထားကြအောင်ဖြစ်တယ်။ရသော်ဘုရားသခင်ကိုရောမြတ်ဟာစံပါမြို့ကက္ကရာဆိုတဲ့ရေကန်ကြီးအနီးမှာတပင်အောက်မှာထိုင်ရင်ကနေပြီးတရားနာပရိသတ်တွေကိုတရားဟောနေတယ်။ရသော်ဘုရားရဲ့ဓမ္မအတန်ဟာအဲ့ဒီပရိသတ်တွင်ပြန့်နှံ့နေတာဖြစ်တယ်။အဲ့ဒီဓမ္မအတန်ကိုလူတွေဟာတော့အတိပ္ပယ်နားလည်လို့နှစ်ချိုက်ဟောပြောတာရဲ့အတိပ္ပယ်ကိုနားလည်သိရှိကြတော့လေတိရစ္ဆာန်တွေကတော့ဒီအတန်ဟာအန္တရာယ်ကင်းတဲ့အတန်လို့တော့သိတယ်။သို့သောအတိပ္ပယ်ကိုနားလည်နိုင်စွာမရှိကြတော့ဘူး။ဘာကြောင့်လဲလို့ဆိုရင်တိရစ္ဆာန်တွေမှာနားလည်နိုင်စွာမရှိဘူးလို့ဆိုတာဟာတတိကပေးတဲ့အတိညာသူတို့မှမရှိဘူးပရိသေရိစိတ်နဲ့တွဲလာတဲ့အတိညာဟာသူတို့မရှိဘူးဒါကြောင့်မို့အဟိတုကသူတို့ရဲ့ပရိသေရိစိတ်သည်အဟိအလောဘလည်းမပါဘူးအဒေါသလည်းမပါဘူးအမောဟလည်းမပါဘူးဆိုတဲ့အစွမ်းထက်တဲ့သဘာဝတရားတွေတစ်ခုမှမပါသည့်အတွက်ကြောင့်အဟိတုကလို့ခေါ်တယ်သူတို့ရဲ့တရေစိတ်ဟာအစစ်မမီတဲ့တရေစိတ်လို့ပြောလို့ရတယ်ပေါ့အစစ်မမီတဲ့တရေစိတ်ရှိတဲ့တရားဟာနားမလည်ဘူးတော့ဒီလိုပြောတာတော့မဟုတ်ဘူးအတိုင်းအတာတစ်ခုအထိတော့နားလဲလေးနဲ့တဲ့တရားထီအောင်တော့နားမလဲဟောသူတို့လည်းပဲတာမန်အပြင်ပြောမယ်ဆိုရင်သူတို့ကိုချိန်ချောက်ထားလားသို့မဟုတ်သူတို့ရဲ့ရန်သူလားသူတို့ရဲ့မိတ်ဆွေလားမေတ္တာစကားလားဒေါသစကားလားအဲ့လောက်ကတော့သိတယ်ကြောင်လေးတွေခွေးကလေးတွေလူတွေနဲ့ယဉ်နှီးနေတဲ့အကောင်လေးတွေသိနေကြနော်သိနေကြအလံလန်ကြားတာနဲ့သိကြတယ်ဒါတွေကရှေးကပြောတဲ့ကြားဘူးတဲ့ဟာတစ်ခုရှိအိမ်တိန်ကခွေးကြီးတစ်ကောင်မွေးထားရှိတယ်အဲ့လင်မယားနှစ်ယောက်ကလည်းခဏခဏရံဖြစ်တယ်ရံဖြစ်လို့ရှိရင်အိမ်မောကဝုန်းတိုင်းကြားတယ်ကြားပြီးရိုက်ခံရတာခွေးဖြစ်တယ်အဲ့တော့အိမ်မောကဝုန်းတိုင်းအတန်ကြားတိုင်းခွေးကလက်တာနော်အဲ့ဒါသူသိနေတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ငါတော့ရိုက်တော့မှာပဲဆိုပြီးဘာရလူဘာကြောင့်ရဖြစ်တယ်ဆိုတာတော့ तू မသိဘူးဒါပေမဲ့ဒီလိုဝုန်းဝုန်းတိုင်းတိုင်းအော်သဟစ်တန်နေကြားပြီဆိုရင်သူ့စီရောက်တော့မှဆိုတာသိပြီး तू လစ်တာအဲ့ဒါလို့တော့ခွေးရတယ်သိတယ်တိရစ္ဆာန်တွေမှာလည်းအဲ့ဒီအသိလေးရတော့ရှိတယ်သို့သောစကလုံးရဲ့အဓိပ္ပာယ်ဘာကိုအကြောင်းပြုပြီးသူတို့ရံဖြစ်ကြတာလဲဒီရံဖြစ်မှုအတိမ်နဲ့ဟာဘယ်လောက်ရှိသလဲဆိုတဲ့ဟာတွေတော့ तू ခွေးမသိဘူးတရားတွေဟာသိချသိတဲ့လောက်တော့သိအဟိတုကတရားလို့ဆိုတာဟာသူတို့ရဲ့တရေစိတ်ကအဟိပရိသေရိနေလာတဲ့
အရာဖြစ်သည့်အတွက်ကြောင့်စကလုံးရဲ့အတိမ်နဲ့ကိုသိနိုင်စွာမရှိကြ။တာမန်လူတယောက်တောင်ကြည့်လေကိုသင်မထားတဲ့ပညာရရဲ့အတိမ်နဲ့ကိုမသိနိုင်ကြလားဒါတက်လမ်းမမီဘူးဆိုရှိသို့တော့သင်မယ်ဆိုရင်လည်းသူသိနိုင်တဲ့အနေအထားရှိဒိဋ္ဌာန်နေလဲသင်ပေးတဲ့အခါမှာအတိုင်းအတာတစ်ခုအထိတော့သူတို့သင်လို့မရဘူးတော့မဟုတ်သင်လို့ရသူတို့မှာအမှတ်တင်ညာတွေနဲ့မှတ်သားမှုရှိတယ်အမှတ်သားကောင်းတယ်တချို့ကလူတွေတဲ့တောင်အစွမ်းထက်နိုင်သူတို့ကအဲ့ဒါလို့အမှတ်တင်ညာပဲကတော့သူတို့ရတယ်မှတ်တင်အနံ့ဖြစ်ဖြစ်မှတ်ကိုင်းထားတယ်အယောင်ဖြစ်ဖြစ်မှတ်ကိုင်းထားလို့ရှိရင်သူတို့ကကောင်းကောင်းမှတ်တတ်တယ်ပေါ့နော်အဲ့ဒါလို့ကတော့ရသို့တော့ပညာလို့ဆိုတာကိုယ့်ကိုထိုးထွင်းပြီးတော့သိနိုင်စွမ်းရှိတဲ့ပညာတော့မရှိဘူးမြတ်စွာဘုရားတရားဟောနေတဲ့အချိန်လူတွေကတော့ဒါကသီလအကြောင်းဟောတာပဲဒါကသမာဓိဒါကပညာအကြောင်းဟောတာဒါကဒါနဟောတာဆိုတဲ့အဓိပ္ပာယ်တွေကောင်းကောင်းနားလည်ကြသို့တော့အဲ့ဒီဂက္ခရာရေကနေကနေပြီးခုံတက်လာလိုက်တဲ့ဖားလေးရတယ်မြတ်စွာဘုရားရဲ့အနီးမလှမ်းမကန်တရားပွဲအစွန်လောက်မှာမြတ်တော်လေးတဲ့ဝတ်နေတဲ့အချိန်လေးမှာမြတ်စွာဘုရားတရားဟောတဲ့အတန်ကိုသူလည်းကြားတယ်သို့တော့သူမှဘာသိတော့ဆိုဒါငြိမ်းအေးတဲ့အတန်ပဲအလုံးငြိမ်သက်နေတယ်အေးချမ်းတဲ့အတန်လေးဆိုအေးချမ်းတဲ့အတန်လေးကိုနားထောင်ရင်သူစိတ်နှလုံးကလည်းအေးချမ်းသွားဓာတ်ခိုက်တယ်လို့ခေါ်တာပေါ့နော်အေးချမ်းနေအဲ့ဒီလိုအေးချမ်းနေတဲ့အချိန်မှာအမတ်တမဲ့အန္တရာယ်တစ်ခုနဲ့ကြုံလာတယ်အဲ့ဒီနီးပဝန်းကျင်မှာနွားကြောင်းနဲ့ဒီနွားကြောင်းသားကနွားမောင်းနဲ့တပြားကြီးကိုင်းလာပြီးတော့ဖះဘာတွေဟောတော့ဆိုတဲ့ပုံစံနဲ့ပိဋကအစွန်မှာလာပြီးတော့ထုတ်ကလေးထောက်ပြီးနားထောင်တာသူထောက်လိုက်တဲ့ဒုတ်ကထောက်ပြီးတော့ဖိလိုက်တဲ့အဲ့ဒီသူထောက်လိုက်တဲ့ဒုတ်လေးအောက်မှာဖားကရောက်နေတာဖြစ်တယ်ခေါင်းပေါ်မှာတဲ့တဲ့ကိုဖိချလိုက်ပြီးသားဖြစ်သွားတော့ဖားလေးကအဲ့ဒါနဲ့ပဲတည်သွားရှာတည်သွားတာနဲ့သူနတ်ပြည်ရောက်သွားတယ်နတ်ပြည်ရောက်တော့နတ်ဆိုတာလူတွေလိုအကြာကြီးမိခင်ဝမ်းထဲမှာအောင်းနေရတာမျိုးလည်းမဟုတ်ဘူးဒီဘဝကမျက်စိလေးမိတ်သွားရင်ဟိုဘဝမှာဘဝကနေဖြစ်တာဆိုချက်ချင်းကြီးအိယာကနိုးလိုက်တယ်လို့သူတို့ရဲ့ဘဝလင်မြန်တော့အိယာကနိုးလိုက်တယ်လို့တွေ့တော့သူ့ကိုယ်သူခန္ဓာကြီးကျယ်တဲ့ခန္ဓာကိုယ်နဲ့ပတ်ဝန်းကျင်ခန္ဓာကြီးကျယ်လာတဲ့ဘုံမိမ့်မှကြီးမြင်လိုက်တော့ငါဘယ်လိုဘယ်ဘဝကများလာတာတော့ကြည့်လိုက်တော့အာဝဇ္ဇာကောင်တာသူကဘဝဖားဘဝလာတယ်ဆိုသူသိလိုက်အေးငါဖားဘဝလာရဲ့တန်းနဲ့ဘာများလုပ်မိလို့ငါဒီဗိမာန်ကြီးတွေဓာတ်တွေငါရတာတော့လို့ဆိုမြတ်စွာဘုရားရဲ့အတန်လေးပေါ်မှာအာယုစိုက်ပြီးကြည်နူးလိုက်တဲ့စိတ်ဓာတ်ကလေးကနေပြီးသူ့ကိုဒီလောက်ကြီးကျယ်တဲ့စည်းစိမ်ဥစ္စာကြီးကိုဆုလက်အဖြစ်ပေးလိုက်တယ်ကောင်းကျိုးချမ်းသာဖြစ်စေတယ်ဆိုတာသဘာဝတရားပဲနော်ကုသိုလ်ဆိုတာဟာဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ဟိုးဆန်းလို့ဆိုတဲ့အတိုင်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်အဲ့ဒီကောင်းကျိုးချမ်းသာဖြစ်စေနိုင်တဲ့စိတ်ဆွမ်းအားလေးနဲ့သူဟာဒီကုသကံလေးကအကျိုးပေးလိုက်တာနဲ့တဘဝရောက်လာတယ်ဆိုတာသူချက်ချင်းသိတော့မနေနိုင်ဘူးမြတ်စွာဘုရားကိုကျေးဇူးတင်လို့ပြောချင်တာနဲ့ချက်ချင်းဘုံမိမ့်မှန်နဲ့အချမ်းရံနေနဲ့ဆင်းလာပြီးမြတ်စွာဘုရားကိုလာရှိခိုးကျေးဇူးတင်လို့ရှိခိုးတာနော်ရှိခိုးတော့မြတ်စွာဘုရားကဟာကိုရောင်ကိုဝါတွေနဲ့ငါရှိခိုးတာဘာလို့လဲလို့ဆိုသူကရေထဲကဖားကလေးပါဆိုပြီးတော့သူ့စကြောင်းလေးကိုပြန်ပြောအေးသူပြောသွားတဲ့အထက်ပဲသူလိုအကောင်းဆိုးကြောင်းကျိုးနားမလဲတော့လည်းပဲအပြစ်ကင်းတဲ့အတန်လေးပေါ်မှာအာယုံပြုတ်ပြီးတော့နေလိုက်ရတဲ့ကုသိုလ်လေးသည်ပင်လေနတ်သားဘဝရောက်သေးတယ်ဘုံမိမ့်မှန်နေတဲ့စီးတဲ့ဥစ္စာတွေရသေးတယ်အတိတ်ပဲနားလည်မဲ့လူသားတွေဆိုရင်ဘလောက်များအကျိုးရှိလိုက်မလဲဆိုပြီးတော့သူပြောတာမြတ်စွာဘုရားကသူ့တရားဟောလိုက်တဲ့အခါကျအဲ့ဒီကြတော့သူခံယူနိုင်တဲ့နားနဲ့အသိဉာဏ်ရှိသွားတာမြတ်စွာဘုရားရဲ့ဓမ္မအတန်ဟာဒီအချိန်ကျတော့သူ့ကိုဉာဏ်ပွင့်သွားစေဉာဏ်ပွင့်နေဆိုခံယူနိုင်တဲ့အသိဉာဏ်ရှိမှပွင့်တာအလို့ဆိုရင်ငြိမ်းအေးတဲ့အတန်လေးအနေနဲ့ပဲနားထောင်မှာဖြစ်တယ်အဲ့တော့ဓမ္မအတန်ဟာ
တရားပွဲလာပြီးတရားသံလေးကိုအာယုစိုက်ပြီးတော့နားထောင်ကြည့်လိုက်လို့ငြိမ်းတဲ့အတန်လို့ဆိုတာလေးနဲ့တင်မယ်နော်ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်တယ်ဘာဖြစ်လို့လဲဆိုရင်တရားကိုအာယုပြုပြီးငြိမ်းနေတဲ့အချိန်လေးမှာလောဘဖြစ်ခြင်းလည်းမရှိဘူးဒေါသဖြစ်ခြင်းလည်းမရှိဘူးမောဟဖြစ်ခြင်းလည်းမရှိဘူးစိတ်လေးဟာတရားသံပေါ်မှာတဖြောင်းနဲ့ရောက်ရှိနေတာဖြစ်လို့ဓမ္မအတန်ဟာဓမ္မအတိညာဏ်ထီအောင်ပေးနိုင်တယ်မပေးဘူးဆိုရင်တောင်ကောင်းရာသုတိဘုံကိုဒီကုသိုလ်စွမ်းအားနဲ့ရောက်နိုင်တယ်လို့သူတို့ဆိုတယ်ပေါ့နော်လို့ဆိုတယ်အဲ့ဒါကြောင့်မို့လို့လူဝါရောက်လာတဲ့အချိန်လေးမှာတကယ်ကိုမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မအနှစ်သာရလေးတွေသိရှိနားလည်အောင်အာရုံစိုက်ပြီးနားထောင်ကြရမယ်တလုံးသိသိဖြစ်စေနှလုံးသိသိဖြစ်စေဘာပြောတယ်ဆိုတာလေးတစ်ခုသိသိချာချာနားထောင်မယ်ဆိုရင်အသိဉာဏ်နဲ့နားထောင်လိုက်တာနဲ့တပြိုင်နက်ဒီအသိဉာဏ်လေးဟာပျောက်ပြက်သွားတာမဟုတ်ဘဲနဲ့တနေ့တစ်ချိန်တစ်ခါကိုယ့်ရဲ့ရင်ထဲမှာပြန်ပေါ်လာပြီးတော့အဲ့ဒီအသိဉာဏ်ကနေဖွံ့ဖြိုးတိုးတက်ပြီးကောင်းကျိုးချမ်းသာတွေများစွာပေးသွားတယ်ဆိုတာတတ္တိတာရကတွေရှိတယ်ပေါ့နော်တတ္တိတာရကတွေရှိတယ်ကိုသိခဲ့တဲ့စကားလုံးလေးဟာတစ်လုံးပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်တဲ့သိခဲ့တဲ့စကားလုံးလေးဟာတစ်လုံးပဲဖြစ်စေထိုသိခဲ့တဲ့စကားလုံးလေးကိုအကြောင်းပြုပြီးဒီအတန်မျိုးလေးနောက်ထပ်ကြားပြီးဆိုရင်အတိတ်ကပြန်ပေါ်လာတတ်တယ်မပေါ်ပဲမရှိဘူးနော်ဒါလေးငါကြားဘူးတယ်ဆိုပြီးပြန်ပေါ်လာတယ်ခေါင်းထဲမှာဒါကြောင့်မို့တရားအတန်လေးဟာကိုယ်ခေါင်းထဲမှာဆွဲသွားအောင်တော့မှတ်ထားတဲ့ပေါ့နော်တရားနာပြီဆိုရင်တရားထဲမှာအကုန်လုံးမမှတ်မိတောင်အရေးကြီးတဲ့အချက်ကလေးတစ်ခုကိုကိုယ်ကဆွဲသွားအောင်မှတ်ထားဖို့တို့အဲ့ဒီဆွဲသွားအောင်မှတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီဓမ္မအသိဉာဏ်ကကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့အသိဉာဏ်မျိုးကိုရဖြစ်ပေါ်စေတယ်ဘဝဆိုတာကမတူညီကြဘူးဆိုပါစို့ပရိသေရီနဲ့ပြောမယ်ဆိုလို့ရှိရင်ငရဲတရိစ္ဆာန်ပြိတ္တာအတုရကဲဆိုတဲ့အပယ်လေးပုံသားရဲ့ပရိသေရီကအလောဘအရောဓအမောဟဆိုတဲ့စွမ်းအားထက်တဲ့ဟိတုပစ္စယောတွေမပါဘူးလို့ဆိုမပါသည့်အတွက်ကြောင့်သူတို့ဟာခိုင်မာတဲ့တရားတွေမဟုတ်ကြဘူးပရိသေရီကအမှန်တမ်းဉာဏ်ဖြင်းတယ်ဉာဏ်ဖြင်းသည့်အတွက်ကြောင့်အစစ်မြင်တဲ့တရားကိုသိနိုင်စွာမရှိဘူးတာမန်တော့သိနိုင်ကြတယ်အစစ်မြင်တဲ့အရာကိုသိနိုင်သင်ကြားနိုင်မှုခက်ခဲတယ်နောက်တစ်ဖန်လူတွေမှာတောင်မှပဲဒွိဟိတ်ပုဂ္ဂိုလ်ဆိုတာရှိတယ်ဒွိဟိတ်ဆိုတာဒွိဟိတုကအလောဘတော့ရှိတယ်အဒေါသတော့ရှိတယ်ဒါပေမဲ့အမောဟဆိုတဲ့ပညာမပါဘူးပရိသေရီနေတဲ့အခါမှာဉာဏ်ဝိပယအသိဉာဏ်မပါတဲ့ပရိသေရီစိတ်နဲ့ပရိသေရီနေလာတဲ့လူတွေဟာတမန်အသိလောက်တော့သိနိုင်တယ်ထိုးထွင်းပြီးတော့မေဖို့နိဗ္ဗာန်ရနိုင်တော့ထီအောင်သူ့မှာအရည်ချင်းမပြည့်ဘူးမသိနိုင်စွာမရှိဘူးခုနကတရားဝါရီတဲ့တရိစ္ဆာန်တရားဝါရီတဲ့တော့ပို့ပြီးတော့သူကသိတယ်သို့တော့သူဉာဏ်ဟာထက်မြက်မှုလုံလောက်မှုမရှိသည့်အတွက်ကြောင့်ထက်မြက်တဲ့အသိဉာဏ်လုံလောက်မှုမရှိသည့်အတွက်ကြောင့်သူဟာသောတာပန်ဖြစ်နိုင်တာသဂရဂံဖြစ်နိုင်လောက်အောင်နာဂံဖြစ်နိုင်လောက်ဒီအရေးချင်းတွေသူမှမရှိဘူးလို့ဆိုနော်သင်လည်းပဲအဲ့ဒီအရေးချင်းတွေအောင်မရောက်ဘူးဉာဏ်ဉာဏ်သွေးကမမြင်ဘူးလို့ပြောသင်လို့မရဘူးမဟုတ်ဘူးရတော့ရတယ်အစစ်မြင်တဲ့တရားကို तू မသိဘူးအတိုင်းတာတစ်ခုရတော့ तू သိတယ်ဒါဒွိဟိတ်ပုဂ္ဂိုလ်တိဟိတ်ပုဂ္ဂိုလ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့အလောဘအရောဓအမောဟဆိုတဲ့အသိဉာဏ်မှာပါတယ်တရေစိတ်ကအသိဉာဏ်တွေပါလာတဲ့အခါကျတော့ထက်မြက်တယ်နော်သင်္နာမသင်္နာတာထားပင်ကိုဉာဏ်ကထက်မြက်တယ် intelligent ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာသူများပြောရုံနဲ့မဟုတ်ဘူးသူစဉ်းစားတတ်တဲ့အလေအထရှိလာအဲ့ဒီပုဂ္ဂိုလ်ကျတော့ဉာဏ်ထက်တော့တထွာပြတထောင်မြင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနည်းနည်းလေးပြောလိုက်ရင်သူကချက်ထွေပြီးတော့မြင်နိုင်စွမ်းရှိလာတယ်သူကိုယ်ပိုင်ဉာဏ်နဲ့လည်းစဉ်းစားနိုင်စွမ်းနေရှိလာတယ်ဉာဏ်ချင်းကမတူဘူးပေါ့
နော်ဉာဏ်ချင်းကမတူဘူးဒါကြောင့်မလို့အဲ့လိုဉာဏ်ဉာဏ်သွေးမြင်မာလာတဲ့ပုဂ္ဂိုလ်တိဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်တိဟိတ်ပုဂ္ဂိုလ်ပရိသေတွေမှာပဲအသိဉာဏ်ပါလာအဲ့ဒီတိဟိတ်ပုဂ္ဂိုလ်ကြတော့ခုနကဓမ္မအတန်လေးကြားလိုက်တာနဲ့သူနဲ့အာယုစိုက်ပြီးတော့အဲ့ဒီတရားဓမ္မကိုအာယုစိုက်ပြီးနားထောင်လိုက်လို့ရှိရင်ဓမ္မဉာဏ်သူ့မှာအဆင့်မြင့်မြင့်ဖြစ်သွားနိုင်တယ်သူတို့ဆိုတယ်ဓမ္မအတန်မကြားဘဲနဲ့ဓမ္မဉာဏ်ဖြစ်ဖို့ဆိုတော့အကုန်လုံးမဖြစ်နိုင်သူဟာအဆင့်မြင့်တဲ့ဉာဏ်ဆိုပါစို့ရှင်သာရိပုတ္တရာမထေရမြတ်ဆိုရင်တရားမနာရခင်ကသူဟာသူ့အတွေးနဲ့သူလောကလူသားတွေဟာအသက်တရားဓမ္မဖြစ်နေကြတဲ့လူတွေအလုံးဟာအသက်တရားတွင်မှာအကုန်လုံးသိဆုံးသွားကြမှာဖြစ်တယ်။ဇပွဲတွေကြည့်ပြီးတဟာဟာရှင်မောနေလို့ငါတို့ဘာအကျိုးမှမရှိဘူး။မတရားတရားဓမ္မဆိုတာတို့ရှာကြမယ်လို့ဒီအသည့်တွေဟာသူကတိပုဂ္ဂိုလ်ဆိုတော့ဒီအတွေးတွေတွေးလာတယ်နော်။အဲ့ဒီအသည့်တွေရတော့လည်းပဲသူ့အသိဉာဏ်တကားကိုဖွင့်ပေးမဲ့တရားမရှိဘူးဖွင့်ပေးမဲ့ပုဂ္ဂိုလ်မရှိဘူးနောက်ဆုံးမှာပစ္စဝဂီ9ဦးထဲမှာပါဝင်ဖြစ်တဲ့ရှင်အတ္တစီနဲ့တွေ့တဲ့အခါမှာရေဓမ္မဟေတုပ္ပဘောတေတံဟေတုံတထာဂတောအာဟတေတိသယောနိရောဓဧဝဝါဒီမဟာတဝေနောမြတ်ဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓရဲ့ဝါဒရှင်းလင်းဟောကြားလိုက်တဲ့အခါအကျိုးတရားမှန်သမျှအကြောင်းကြောင့်ဖြစ်လာတာအဲ့ဒီအကြောင်းတွေချုပ်ငြိမ်းသွားလို့ရှိရင်အကျိုးတရားလည်းချုပ်ငြိမ်းသွားတယ်ဆိုတဲ့ချုပ်ငြိမ်းတဲ့နိလန်းနဲ့တကွသစ္စာ၄ပါးကိုရှင်းပြလိုက်တဲ့အခါသူ့အဉာဏ်ပွင့်သွားဉာဏ်ပွင့်သွားသည့်အတွက်ကြောင့်သောတာပန်အဆင့်ထိအောင်ရောက်သွားတယ်ဒီလိုဆိုလို့ပဲနော်အဲ့ဒါတိဟိတ်ပုဂ္ဂိုလ်လို့ခေါ်တယ်အလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်အဲ့လိုတိဟိတ်ပုဂ္ဂိုလ်တွေမှာလည်းပဲအလွန်ကိုအကျဉ်းလေးပြောလိုက်တာနဲ့သဘောပေါက်သွားလို့ရှိရင်ဥက္ကတိတင်ညူတိဟိတ်အမြင့်ဆုံးပုဂ္ဂိုလ်လို့ခေါ်တယ်။နည်းနည်းချက်ပြီးပြောမှသဘောပေါက်တဲ့ပုဂ္ဂိုလ်ကြတော့ဝိပင်စီတင်ညူအကျယ်ချက်ပြောရတယ်။ထပ်ပြီးတော့ရှင်းပြမှသဘောပေါက်တဲ့ပုဂ္ဂိုလ်မျိုးနေရပုဂ္ဂိုလ်ဆိုတာကြတော့ဘာလို့ရတော့ဆိုတာသီလလေးစောင့်လိုက်တရားစခန်းလေးဝင်လိုက်နော်သမာဓိကျင့်စဉ်လေးကျင့်လိုက်ကမ္မထာဘာဝနာလေးအားထုတ်လိုက်တရားတွေနားလိုက်နေအဲ့ဒီလိုလှုပ်ပါများတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ဒီဘဝမှာပွန်းပြီးတော့ပြတ်သွားတဲ့ပုဂ္ဂိုလ်မျိုးဟာနေရပုဂ္ဂိုလ်ပွန်းမိမဲ့လို့မပြတ်အောင်ခိုင်တဲ့လူတွေလည်းအများကြီးပဲပေါ့နော်အဲ့ဒီလိုဉာဏ်တော့ရှိပါရဲ့သို့တော့ဉာဏ်ရှိတော့လဲဘာတွေလျော့နေတယ်လဲဆိုရင်ဆန္ဒလျော့နေတာလည်းပါရတယ်ကြိုးစားမှုအတိုင်းအတာလျော့နေတာလည်းပါရတယ်အသိဉာဏ်အင်အားမပြည့်သေးတာလည်းပါရတယ်ဟောအဲ့ဒီလိုတစ်ခုခုကလျော့နေမယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုမရောက်နိုင်ဘူးအဲ့ဒါမျိုးအတော်ကိုနှစ်ပေါင်းများစွာကြာလေ့ကျင့်သင်ကြားတရားဓမ္မအားထုတ်မှအကျွတ်တရားရပြီးထူးခြားတဲ့တရားကိုသိတာဆိုတာကျတော့နေရပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့လိုတဲ့နေရပုဂ္ဂိုလ်မျိုးကလည်းရှိတယ်နောက်တစ်ခါဒီဘဝမှာတော့မကျွတ်တော့ဘူးခုနဒွိဟိတ်တို့ဘာလို့ထဲမှာစကလုံးလေးလောက်ပဲမှတ်မိတော့တယ်ဆိုတဲ့ပုဂ္ဂိုလ်ကတော့ပဋ္ဌပရမအဲ့ဒီပဋ္ဌပရမပုဂ္ဂိုလ်အစိတ်ရောက်ချင်ရောက်ပါစေခုဘဝမှာတရားဓုမရတော့လည်းပဲဓမ္မအတန်လေးကိုကိုယ်စိတ်ထဲမှာရှင်တဲ့နှလုံးထဲမှာမှတ်မိနေပြီဆိုရင်အဲ့ဒါတနေ့ကျအကျိုးပြုလာတယ်ဆိုဓမ္မအတန်နဲ့ဓမ္မညာဟာဆက်ဆက်နေတယ်ဆိုမှတ်သားထားဖို့တော့ဒါကြောင့်မို့ဓမ္မအတန်ကစကလုံးလေးတွေကိုမှတ်မိသည့်ထီအောင်နားလည်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်ဖို့လိုရတယ်ဒီမှာဓမ္မအတန်လေးတစ်ချိန်တစ်ခါတရားပွဲလေးရောက်ပြီးတော့တရားလေးနားလိုက်တာနဲ့ပဲအကျွတ်တရားရသွားတဲ့ပုဂ္ဂိုလ်တူရဲ့အကြောင်းကိုမှတ်တမ်းတင်ထားတာရှိတယ်ဧကဓမ္မတဝနဧကဓမ္မတဝနိယသူဟာတရားကိုတစ်ခါလည်းပဲနားလိုက်ရတယ်နာဘူးတယ်နော်ဧကဓမ္မတဝနိယတစ်ချိန်ပဲတရားသံလေးကိုသူကြားတယ်
ဒါပေမဲ့လို့တစ်ချိန်ကြားပေမဲ့လို့တသက်တာကာလပတ်လုံးယင်ထဲမှာသူကစွဲနေတယ်အဲ့ဒီတရားလေးစွဲသွားတဲ့အရာတစ်ခုဟာဒီလူသေးသွားတော့လဲပျောက်သွားတယ်လို့ပြောလို့မရဘူးဘဝထိအောင်သူကစွဲသွားတယ်ဆိုတဲ့အရာတစ်ခုဟာဘဝဆက်တိုင်းမှာပြန်ပြီးတော့ပေါ်ရတဲ့ဆိုတာသတိထားဖို့လို့နော်လူခန္ဓာကိုယ်ကြီးကတော့ပျောက်ခြင်းပျောက်သွားမယ်ဘဝကူးခြင်းကူးဘဝပျောက်ခြင်းပျောက်သွားနိုင်တယ်ဒီဘဝဒီခန္ဓာကုံဆုံးသွားတဲ့အခါမှာလည်းစိတ်အစဉ်လို့ဆိုတဲ့ mental process ကမပြတ်ဘူးမပြတ်သည့်အတွက်ကြောင့်24ပစ္စည်းထဲမှာပါတယ်လေ24ပစ္စည်းနဲ့နန္တရပစ္စယောသမဏန္တရပစ္စယောနတ္တိပစ္စယောဝိကတပစ္စယောအာသေဝနပစ္စယောအထုံပါသွားတဲ့အခါမှာကြားလိုက်တာနဲ့ငါကြားဘူးပါတယ်ဖြစ်လာတယ်နော်ဘယ်တော့ကြားဘူးလဲဆိုတာမမှတ်မိပြီမဲ့ငါကြားဘူးပါတယ်ဒီအဓိပ္ပာယ်လွယ်လွယ်ကူကူလင်းလင်းမြန်မြန်သိသွားနိုင်တဲ့အသိဉာဏ်တစ်ခုကိုနှိုးဆော်ပေးလိုက်တယ်လို့ဖြစ်တယ်ဒါကြောင့်မို့သစ္စာဘုရားဟောတဲ့တရားလေးတွေမှတ်သားနာယူကြရတယ်မှတ်သားနာယူထားအဲ့ဒါလို့မှတ်သားနာယူထားပြီးရှင်ထဲပဲစွဲနေပြီဆိုလို့ရှိရင်ဒီအတန်မျိုးနောက်တစ်ခါထပ်ကြားလိုက်တာနဲ့တပြိုင်တည်းသူကထူးခြားတဲ့အသိဉာဏ်တစ်ခုရရှိစေအေးအမျိုးကောင်းသားတဦးကြောင့်မှတ်တမ်းတင်ထားသူဟာဒီကနေ့ကဘာကနေပြန်ပြီးတော့ကြည့်မယ်ကဘာဆိုတာဟာအမှန်တမ်းကြားတယ်ကဘာတစ်ခုခုခေတ်အနေနဲ့စကားလည်းပြောမစင်ဒီကဘာဆိုတာအခုဒီကဘာလုံးကြီးပေါ့မြေကြီးthe planet လို့ခေါ်တယ်သူတို့သိပ္ပံဆရာတွေပြောတယ်ကဘာမြေကြီးဟာဒီနေ့ကြလို့ရှိရင်ဒီလိုကဘာမြေကြီးပေါင်းဟာနော်ကဘာမြေကြီးပေါင်းဟာတပြိုင်တည်းဖြစ်ပြီးတပြိုင်တည်းပြတ်တာတွေကစัจ java လာ1000ကဘာပေါင်း1000ဟာတပြိုင်တည်းတည်ပြီးတပြိုင်တည်းဖြစ်စီသွားတယ်အနန္တအာဂတလို့ဆိုတဲ့အဆုံးအစမရှိတဲ့ကောင်းကင်ကြီးဘုန်းကြီးတို့တွေအကာအကွယ်မရှိတဲ့နေရာမှာသွားပြီးမတ်တရကြည့်လိုက်မတ်တရကြည့်လိုက်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်မယ်ဆိုကိုဟာအလဲဘဟုစက်ဝိုင်းကြီးထဲမှာရှိနေနော်ဘယ်ကြည့်လိုက်ကိုကဘဟုပဲဖြစ်နေအဲ့ဒါကိုမျက်စိကတိုင်းတာပေးထားတာတိုင်းတာပေးထားဒီတဲ့ပို့ပြီးမမြင်အောင်ကောင်းကင်မောကြည့်လိုက်ရင်လည်းပဲဒီဥဒ္ဓမဝေးလံနဲ့ဘာမှမမြင်ရတဲ့အခါမှာဒီကောင်းကင်ပြာကြီးကိုတွေ့တကယ်ကတော့ကောင်းကင်ပြာနေတာမဟုတ်ကိုမျက်စိကရှေ့မတိုးတော့တာအဲ့ဒီကောင်းကင်ပြာကြီးဟာအပေါ်တက်ကြည့်မယ်ဆိုရင်လိုက်လေဒီအတိုင်းတာတိုင်းဝေးနေဦးမှာပဲအဲ့ဒါလို့အနန္တအာဂတကျဲခြင်းတိုင်းကျဲနေတဲ့အာဂတကြီးတွေမှာကဘာလို့ဆိုတာဒီအတူတကွဖြစ်ပေါ်လာပြီးအတူတကွပျက်စီးသွားတဲ့အတိုင်းတာတစ်ခုအဲ့တော့ဒီကဘာကနေပြီးတော့နောက်ပြန်ပြီးတော့ရေတွက်လိုက်လို့ရှိရင်ကဘာတသိန်းမြောက်လို့ဆိုလို့တယ်ပေါ့အဲ့ဒီကဘာတသိန်းမြောက်မှာအခုကဘာလို့ကဘာမျိုးမှာပထမုဒ္ဒရာဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူခဲ့အဲ့ဒီပထမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အချိန်မှာအခုလိုပဲဂေါရမဗုဒ္ဓပွင့်တော်မူတဲ့အချိန်မှာလူဖြစ်ကြတယ်လို့ပဲပထမုဒ္ဒရာဘုရားပွင့်တော်မူတဲ့အချိန်မှာလည်းပဲလူဖြစ်ကြတယ်ဘုရားမပွင့်တဲ့အခါမှာလည်းလူသားတွေဆိုတာတီးလာပြီဆိုသတ္တဝါတွေကရောက်လာရေရှိရင်မြက်ကရောက်လာတယ်လို့ပဲကဘာကြီးတီးပြီးရင်သတ္တဝါတွေရောက်လာကြလူတွေရှိတဲ့နေရာမှာလူသားတွေရောက်ရှိပြီးတော့လာကြအဲဒီတော့အမျိုးကောင်းသားတယောက်ဟာပထမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာလူဖြစ်တော့မြတ်စွာဘုရားကဘုရားဆိုတာဟာမှန်တရားကိုဟောပြောပေးတာအဲ့ဒီဟောပြောပေးတဲ့အချိန်မှာသူကယတိအနေနဲ့ရောက်ရှိသွားတယ်နော်ယတိလူဘဝမှာယတိယဟန်ဝတ်ယတိဝတ်ပြီးဇံပိညနေရပြီးကောင်းကင်ခရီးသွားတဲ့အချိန်အဲဒီလိုသူယတိဖြစ်ပြီးကောင်းကင်ယံကပြန်လာပြီးလာတဲ့အချိန်မှာ
ပရိသတ်တွေနဲ့ပတုမုဒ္ဒရာမြတ်စွာဘုရားကတရားဟောနေတာတဲ့အဲ့ဒါလေးကိုသူပြန်ပြောတဲ့စကားနဲ့ပြောမယ်ဆိုရင်ပတုမုဒ္ဒရောနာမစီနောသဗ္ဗဓမ္မာနပါရခုဓမ္မအားလုံးကိုပါရခုမြောက်သိတော်မူတဲ့ပတုမုဒ္ဒရာဆိုတဲ့မြတ်စွာဘုရားဟာစတုသစ္ဆံပက္ခတင်တော်အမှန်တရား၄ချက်ကိုရှင်းလင်းဟောကြားနေတယ်တဲ့ရှင်းလင်းဟောကြားပြီးတန္တာရိတိသဒေဝကံတန္တာရိတိဘဟုဇနံသရဝါများကိုသစ္စာလေးပါးရှင်းပြပြီးတော့တဏှာဝကလွတ်ကင်းအောင်အသိဉာဏ်တွေကိုဖွင့်ပေးနေတယ်လို့သူတို့ဆိုတယ်နော်အဲ့တော့ဘုရားဘာသာတွေကိုးကွယ်တဲ့ဘုရားကဒီကဲတင်နေဆိုတာဟာတကူနဲ့ကဲတင်တာမဟုတ်အသိဉာဏ်ပေးပြီးအဲ့ဒီပုဂ္ဂိုလ်ရဲ့အသိဉာဏ်စွမ်းအားနဲ့လွတ်မြောက်ခြင်းတာလည်းဖြစ်တယ်သူတို့ဆိုလို့ဒါဖြင့်တကူနဲ့ကဲလို့ရလားဘယ်ရမှာတကူနဲ့ကဲလို့မရတာမရတာတွေအများကြီးသိတဲ့ပုဂ္ဂိုလ်မသိအောင်လုပ်လို့မရဘူးအိုးတဲ့ပုဂ္ဂိုလ်မအိုးအောင်လုပ်လို့မရနာတဲ့ပုဂ္ဂိုလ်တွေမနာအောင်လုပ်လို့မရအိုးခြင်းနာခြင်းသိခြင်းဘဝတစ်ခုရလာအောင်ဖန်တီးပေးလို့မရဘူးသို့သောတကူရှင်တွေကလုံနိုင်တယ်လို့ယုံနေတာတချို့ပုဂ္ဂိုလ်တွေကတကူရှင်ကလုံနိုင်တယ်လို့ယုံနေတာတကယ်ကတော့လုံနိုင်စွာမရှိဘူးလက်တွေ့လည်းမရှိဘူးပေါ့အဲ့တော့ပတုမုဒ္ဒရာမြတ်စွာဘုရားဟာပိဋက၄ပါးရဲ့အလယ်မှာသစ္စာတရားကိုဟောပြောဆုံးမနေသစ္စာတရားအမှန်တရားကိုသိအောင်ဟောပြောခြင်းဖြင့်တရားတွေဟာအမှန်တရားကိုသိရှိပြီးဆင်းရဲဒုက္ခကလွတ်မြောက်ကြအမှန်သိသွားရင်လွတ်မြောက်သွားလွတ်မြောက်တယ်ဆိုတာဘယ်လိုလွတ်မြောက်တာလဲဆိုအမှန်သိပြီးတော့သူတို့ဟာလောဘကလွတ်မြောက်သွားတယ်ဒေါသကလွတ်မြောက်သွားတယ်မောဟကိုယ်တိုင်လည်းလွတ်မြောက်လို့ရတယ်လေစဉ်းစားကြည့်ပါလောဘတွေဖြစ်နေမြတ်စွာဘုရားတရားကိုနှလုံးသွင်းလိုက်လောဘကလွတ်သွားဒေါသဖြစ်နေတော့တရားနှလုံးသွင်းလိုက်ဒေါသလွတ်သွားနော်ထာဝရလွတ်နိုင်တဲ့အတိုင်းအတာတစ်ခုထိအောင်နှလုံးသွင်းနိုင်ပြီဆိုရင်ထာဝရလွတ်သွားတယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့အဆိုးတရားတွေကလွတ်အောင်လုပ်ပြီအဆိုးတရားတွေကလွတ်မှဘဝဒုက္ခဆိုတာလွတ်မှဖြစ်တယ်ပေါ့အဲ့ဒီအဆိုးတရားတွေကလွတ်အောင်ဘာနဲ့လွတ်အောင်လုပ်ရတော့ဆိုအသိဉာဏ်နဲ့ပဲလွတ်အောင်လုပ်ရအဲ့ဒီအသိဉာဏ်ကိုဘယ်သူကပေးတော့ဘယ်သူကနေပြီးအသိဉာဏ်ကိုဖြစ်ပေါ်စေတော့ဆိုမြတ်စွာဘုရားဟောကြားပေးတဲ့ဓမ္မအတန်ကဒါမို့ဓမ္မအတန်ကြားရမှဓမ္မဉာဏ်ဆိုတာဖြစ်ပေါ်တာလေဩဒီလိုပါလားဆိုတာဓမ္မအတန်ကြားပြီးတော့မှဖြစ်ပေါ်နိုင်ဒါကြောင့်မို့အဲ့ဒီမျိုးကောင်းသားဟာသူကကောင်းကင်ယံကနေပြီးတော့ဇံဝိညာဉ်နဲ့လာခဲ့တယ်မြတ်စွာဘုရားကပရိသတ်တွေနဲ့တရားဟောနေတာကိုအဲ့ဒီဘောကသူကြော်ဖြတ်ဖို့ကြိုးစားတယ်ကြော်လို့မရဘူးသူရှိကတောင်ကြီးကာစီးသလိုဖြစ်ပြီးတော့သူဟာကောင်းကင်ယံကမြေကြီးပေါ်ကိုဆင်းသက်လာခဲ့တယ်ဆင်းသက်လာခဲ့ရတယ်အဲ့ဒါလို့ဘုရားရဲ့အပေါ်ကသူကြော်သွားလို့မရလို့ဆင်းသက်လာခဲ့ပြီးတော့မြတ်စွာဘုရားတရားဟောတဲ့အတန်လေးကိုသူကြားလိုက်ရတယ်ပေါ့အဲ့ဒီကြားလိုက်တဲ့အချိန်လေးရတယ်ပဲရင်ထဲနှလုံးထဲမှာဆွဲသွားတဲ့အတန်မြတ်စွာဘုရားဟောတဲ့အတန်ဩရောဟန္တောအန္တလိခာကောင်းကင်ဘုံကြီးကသူဆင်းလာခဲ့ပြီးတော့တဲ့တတ္ထမတ္တောတိတတ္ထုနောဘုရားဗုဒ္ဓမြတ်စွာဘုရားရဲ့အတန်တော်နဲ့ကြည်လင်ပြတ်သားလာတဲ့အတန်တော်နဲ့ဟောနေတဲ့တရားကိုသူဟာနားဆက်ဆက်ကြားလိုက်ရတယ်ပေါ့ကြားလိုက်တဲ့အခါသူကဘယ်လိုမှတ်တမ်းတင်ထားတော့ဆိုဘာဟောလဲဆိုမြတ်စွာဘုရားတရေနရစနီယေနတဝနီယေနဝက္ခုနာမြတ်စွာဘုရားရဲ့အတန်ဟာဆွတ်ဆောင်မှုတွေအများကြီးရှိတယ်နော်ဆွတ်ဆောင်မှုတွေအများကြီးရှိရစနီယတဲ့အတန်ကြားလိုက်လို့ရှိရင်နားထောင်တဲ့ပုဂ္ဂိုလ်ဟာဆွတ်မဲ့သွားတယ်ဆိုစဉ်းစားကြည့်လေတခုနဲ့တင်စားပြောင်းမယ်ဆိုကြီးကန်းတန်ကြားရင်တော့အမြင်ကကောင်းကတ်လိုက်ပဲ။ဩသံလေးကြားရင်လူတွေဟာနားထောင်ခြင်းဒီလိုပေါ့။ตายရတဲ့အတန်ဆိုရင်ထပ်နားထောင်ခြင်းမตายရတဲ့အတန်ဆိုမကြားခြင်းဘူးလေ
ตายတဲ့အတန်အဲ့ဒါမျိုးကိုပြောတာရစနီယဆွတ်ဆောင်မှုရှိတယ်မြတ်စွာဘုရားအတန်ဆွတ်ဆောင်မှုရှိတယ်အတန်ကကြည်နူးဝဲကောင်းတယ်တဝနီယနားထောင်ခြင်းစရာဖြစ်တယ်ဝက်ခုตายရတယ်ဆိုတဲ့အဲ့ဒါဟောနေတာဘာဟောနေတာတုံးလို့ဆိုမြတ်စွာဘုရားအနိစ္စတံကထင်တတ်တာဘဝကြီးကဘာမှမမြဲဘူးထာဝရပြောင်းနေတာဆိုတာကိုဟောနေတာတခြားဟာမဟောအားလုံး ever changing ဘယ်ရမှရဘုန်းကြီးတို့တွေကိုဘဝကိုပြန်ကြည့်ငယ်ငယ်လေးကနေတစ်နှစ်သားနေနှစ်နှစ်သားဒီလိုကြီးလာတာ ever changing ရက်နေလားဆိုဘယ်ရမှာတော့သွားနေတာဘယ်လူတွေကတော့သွားနေတာကြီးပဲလေခုံလုံးလိုက်သေးတာနှစ်50ဆိုရွှေထုတယ်လုံးလိုက်သေးတယ်နော်အသက်50ပြည့်သွားရင်ရွှေထုလုံးလိုက်ပြန်အဲ့ဒီယထုတွေနဲ့နာမည်လုံးတာရက်လို့ရလားဆိုရက်လို့မရသွားနေရင်ကနေခေါင်းကဖြူလာတယ်သွားတွေကကျိုးပေတွေကတွန့်သူကရိုးရိုးသွားတာမှမဟုတ်တာကိုယ်မှရှိတဲ့နုပြိုမှုတွေအလုံးကိုဖျက်ဆီးသွားတာဘာနဲ့တူတော့ဆိုရင်မီးတောမီးဟာတောကိုလောင်သွားတဲ့မီးဒီတောကြီးတစ်တော်လုံးကိုဖျက်ဆီးသွားတယ်လို့ပဲလူတွေရဲ့တဏ္ဍာမှာရှိတဲ့ဇရာမီးဟာလည်းဘာတွေဖျက်ဆီးသွားတာတော့အလှပတွေအကုန်ဖျက်ဆီးသွားနော်လူရဲ့ဖျက်ဆီးသွားတာအလှပမှန်သမျှလူရဲ့ဖျက်ဆီးသွားတယ်ဒီလူဟာကြံရစ်တာရုပ်ပြက်ဆင်းရဲကြံရစ်တယ်ဘလောက်ချောတဲ့လူပဲဖြစ်ဖြစ်ပရိတွန့်ကြံရစ်တယ်သွားကြိုးကြံရစ်တယ်အဲ့ဒါဇရာကဖျက်ဆီးသွားတာလို့ပြောတာနော်ဘယ်သူတတ်နိုင်ဘယ်သူမှတတ်နိုင်တစ်ချိန်တုန်းကချောဖေးလှဖေးလူတကာကြည့်ရတဲ့ရုပ်ရှင်မင်းသမီးကြီးတွေဝါချီပေါ့နော်မဲကြီးတွေပါတွေဝါချီပေါ့နော်အလှမဲတို့ပါတော့တက်80ရွယ်တစ်ခါလောက်တော့ချီပေါ့တက်80ရွယ်လောက်ရောက်သွားပြီဆိုတော့ချီအသက်အစိတ်တုန်းကအရွယ်လောက်နဲ့သွားရှင်ကြည့်လိုက်ကိုယ်တိုင်လည်းပဲငငယ်ရိုက်ထားတဲ့ပုံနဲ့အခုပုံနဲ့ရှင်ကြည့်လိုက်အများကြီးကွာခြားသွားတယ်အဲ့လို ever changing ထာဝရပြောင်းလဲနေတဲ့အရာကြီးမမြဲဘူးဆိုတာကိုမြတ်စွာဘုရားဟာဒီတဲ့အသေးစိတ်ပြီးတော့အခုဖြစ်အခုပြက်နေတာတွေကိုမြင်သိထိအောင်မမြဲတဲ့သဘောတရားတွေကိုရှင်းလင်းဟောကြားနေတာတဲ့အနိစ္စတံကထင်တတ်တာတင်ញေဝဥက္ကဟိတတာမမြဲဘူးဆိုတဲ့သဗ္ဗေသင်္ခါရအနိစ္စဆိုတာလေးတစ်ခုသူခေါင်းထဲမှာစွဲသွားတယ်ဟုတ်တယ်အရာခသိဟာပြောင်းနေအရှိလောကရကနေကြီးထွက်လာဒီတိုင်းရနာမဟုတ်ဘူးဝင်သွားပြန်ကောင်းကင်ကလာကြီးထွက်လာပြန်တယ်ဝင်သွားပြန်တာဘယ်တော့မှထာဝရရှိနေတာတခုမှမရှိဘူးအကုန်လုံးဟာပျက်စီးဆုံးရှုံးမှုဘက်ကိုလဲပြိုသွားတာတွေကြီးပဲလို့ဆိုတဲ့အနိစ္စသဘောတရားကိုမြတ်စွာဘုရားကရှင်းပြနေတာကိုသူခေါင်းထဲမှာစွဲပြီးတော့မှတ်မိသွားတယ်ဒီလိုဆိုလိုတယ်နော်အနိစ္စတင်ညမုတ်ကရှအကမာတိမမတ္တမအဲ့ယသိဟာမြတ်စွာဘုရားမမြဲဘူးဆိုတာကိုဟောလိုက်တဲ့တရားယင်တဲ့နှလုံးထဲမှာမှတ်သားထားပြီးသူ့မျက်စိထဲမှာသစ်ပင်တွေကြည့်လိုက်ဘာတွေကြည့်လိုက်အလုံးဟာသူ့ခြေလမ်းတလန်းဟာလဲရှေ့ကခြေလမ်းပြောက်နောက်ခြေလမ်းပေါ်လာရှေ့ခြေလမ်းပြောက်နေနောက်ဆုံးသူနေတဲ့ယသိသင်္ကန်းချောင်းကိုပြန်ရောက်သည့်ထီအောင်သူ့စိတ်ထဲမှာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာယင်ထဲမှာစွဲပြီးတော့သွားတယ်ဟောရသော်ဘုရားရဲ့ဓမ္မအတန်လေးကသူ့ယင်တဲ့နှလုံးထဲမှာအခုလိုမမြဲတဲ့အနိစ္စတန်လေးနဲ့သူဟာစွဲမြဲပြီးတော့သွားလိုက်တာတသက်တာကာလပတ်လုံးလည်းမမြဲဘူးဆိုတဲ့အတွေးဟာဘယ်တော့မှမမေ့တော့ဘူးသူနော်တရားပွဲရလိုက်တဲ့ဓမ္မအတန်လေးဘယ်ဟာကြည့်သူမြဲတယ်ဆိုတော့သူမမြင်တော့အဲ့ဒါလို့ယာဝတ္တာယုဝသိတဝါနာတထကာလင်ကတောအယံသူဟာတသက်တာကာလယသိဘဝနဲ့နေထိုင်ပြီးအသက်ကုန်ဆုံးသွားတဲ့အခါမှာတဲ့စရိမေဝတ္တမနံမိတတ္ထမတဝနံတရေတစ်ချိန်တုန်းကဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားဟောနေတဲ့
မမြဲဘူးဆိုတာလေးကိုသွားပြီးတော့မှတ်ရနေတယ်တေခဏီးမှလည်းသွားအမှတ်ရဟုတ်တယ်ငါရင်တော့ကောင်းငင်ပုံသွားနေတာမမြဲဘူးငါရင်တော့နုပြိုတဲ့အင်အားတွေရှိတယ်အခုအိပ်ရတဲ့လဲနေပြီဒါမမြဲတာပဲအဲ့ဒီမမြဲမှုလေးကိုသူကစိတ်ထဲနှလုံးထဲမှာဆွဲပြီးတော့မှတ်သားရင်းနဲ့နောက်ဆုံးမှာသိဆုံးသွားတယ်နော်မမြဲဘူးဆိုတာလေးတွေးပြီးသူသိသွားတယ်သိသွားတော့တေနကမ္မေနသုကတေနစေတနာပဏိတိဟိစာမမြဲဘူးလို့စိတ်ထဲကသိနေတဲ့အသိလေးဟာဒါကုသိုလ်ဘာဝနာကုသိုလ်လို့ခေါ်တယ်နော်အသိဉာဏ်လေးဟာအဲ့ဒီအသိဉာဏ်လေးသိတယ်ဆိုတဲ့ပဲဘာတွေပါတော့တတိပါတယ်တမာတိပါတယ်ဝိရိယပါတယ်အဲ့ဒါတွေကကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်တတိမပါပဲပညာဆိုတာမဖြစ်ဘူးဒါမှမဟုတ်တတိတမ္ပစေညတတိနာဟိတတိဝိရိဒါပညာနာမအဋ္ဌိတတိကင်းတဲ့ပညာဆိုတာမရှိဘူးတတိရှိမှပညာဖြစ်တယ်အေးဒါကြောင့်တေနကမ္မေနသုကတေနစေရနာပဏိတိဟိစာသူကောင်းကောင်းလုပ်လိုက်ရတဲ့ကုသိုလ်ကံသူကောင်းကောင်းကျင့်ကြံကြိုးကိုအထောက်လိုက်ရတဲ့ကုသိုလ်ကံသူရင်တဲ့နှလုံးထဲမှာဆွဲဆွဲမြဲမြဲပွားများလိုက်ရတဲ့အနိစ္စတင်ညာလို့တို့ဆိုလို့တယ်စေတနာပဏိတိဟိစာစေတနာတွေစိတ်ကောင်းထားမှုတွေအဲ့ဓာတွေကဇဟိတ်အဲ့ဒီကံရဲ့စွမ်းအားကြောင့်ဇဟိတဝမနုတန်တေဟံလူဘဝကိုစွန့်ခွာသွားပြီးတဲ့အခါမှာတာဝရိန္ဒမကိစ္ဆံတာဝရိန္ဒနတ်ပြည်ကိုသူရောက်သွားတယ်နတ်ဖြစ်တယ်လို့ဆိုလို့တယ်ပေါ့နော်သူလုပ်တဲ့ကုသိုလ်ကံမှုတွေရဲ့စွမ်းအားကြောင့်နတ်ဖြစ်သွားတယ်တစ်ချိန်တစ်ခါတရားနာရာကနေယင်တဲ့နှလုံးနဲ့ဆွဲသွားပြီးသူဟာနောက်ဆုံးမှနတ်ဖြစ်သွားတယ်အဲ့ဒီမှာသူမှတ်မိတာတွေကိုပြန်ပြောတော့အနုဘောမိတကံပုံညာဒုက္ခိတောဟံဘဝဘဝေသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေသူအမြဲတမ်းမှတ်ရတယ်အမှတ်ရပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုသူအမြဲတမ်းစိတ်ထဲမှာကျင့်တတ်တယ်ဒုက္ခိတောဟံဘဝဘဝေအဲ့ဒီကျင့်တတ်မှုစွမ်းအားနဲ့ပဲဘဝဘယ်ဘဝဖြစ်သမျှဘဝတွေမှာသူဟာစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုနဲ့တွေ့အနုတ္တရာမိတံတင်ညာတံတရံတောဘဝဘဝေဘယ်ဘဝရောက်သူဟာမမြဲဘူးဆိုတာလေးကိုသူအမှတ်ရနေတယ်တဲ့မမြဲဘူးဆိုတာလေးကိုသူခေါင်းထဲမှာဆွဲနေတယ်နော်နကောတိန်ပฏิဝေစာမိနိဗ္ဗာန်အစ္စုတံပဒံဒါပေမဲ့လို့နိဗ္ဗာန်ဆိုတဲ့တရားကိုတော့အဆုံးသတ်ထိအောင်သူမျက်မှောက်ပြုနိုင်စွာမရှိဘူးတဲ့ဒီမမြဲဘူးဆိုတဲ့ဟာကိုတော့သူဆွဲဆွဲမြဲမြဲနားလည်သဘောပေါက်နေတယ်ဖြစ်နေရဘောနော်အဲ့ဒီလိုနဲ့ဂေါရမမြတ်စွာဘုရားပွင့်လာတဲ့အခါမှာလူပြည်ပြန်ရောက်တာတဲ့ချိန်နဲ့တိုက်ဆိုင်မှုတွေပြန်ဖြစ်လာတယ်အပြန်ဖြစ်လာတဲ့အချိန်မှာဒီသူတို့အိမ်ကိုကြွလာတဲ့ရဟန်းတော်တစ်ပါးမထေရကြီးတစ်ပါးအိမ်ကြွလာတယ်သူ့အဖေအိမ်သူတို့အိမ်ကြွလာတယ်အဲ့ဒီမှာကြွလာတော့ရေစက်ချတရားဟောလို့တာပေါ့အဲ့ဒီအိမ်မှာဆောနေပါလေကကုသိုလ်ကောင်းမှုလုပ်ရင်းကနေပြီးတော့အဲ့ဒီမထေရမြတ်ကြီးကတရားဟောတယ်တရားဟောတဲ့အခါမှာလဲတိုက်ဆိုင်အနိစ္စအကြောင်းဟောတယ်သူကနော်ဗမာပြည်မှာလည်းအနိစ္စဆရာတော်ဆိုတာရှိတယ်လေအနိစ္စအကြောင်းတိုက်ဆိုင်သူဟောလိုက်တယ်အဲ့မှာပိတုကေဟေနိတိဒိဋ္ဌဝါသမနောဘာဝိတိန်တရိယောတကယ်ကိုတတ္တဝိရိယတတိသမารိပညာလို့ဆိုရဲအိန္ဒိရီတွေကိုပြည်ဝဝအစင်တမ်းမြင့်အောင်ကိုယ်တဏ္ဍမှာတိုးမြင့်ထားတဲ့ယဟန်တော်တစ်ပါးဟာဒီလိုဆိုတယ်ဘာဝိတအိန္ဒရိယတရားလည်းပဲထိတ်ဆုံးရအောင်ဝိရိယတတိသမารိပညာဓာတ်တွေထိတ်ဆုံးရအောင်တိုးတက်ပွားများအောင်ကြိုးစားထားတဲ့ယဟန္တာမထေရမြတ်တစ်ပါးလို့ဆိုလိုတယ်
Katanda Pritimpindo Anisata Muda Tuga Tuye Pagi Ema Deya Hore Kama Anisa the body Shinlembiro Hoja needed Shinlembiro Hoja Lady Anisa Wada Tinkara Suda A Johnny Ariga Pandit had it. A Johnny Ariga Supon Low Song had it a Yari, Tinkara. A Johnny Ariga Ponsat had it, so the Wadiaha. Yemi the Mia Tipini got sa Duria than a Machide Yari web ship. Aloha the Kurido John Yopchen Jara Mobu Ponsat had it, Johnny Ariga, Supon Halu, Tilupchen. A good a leon ya neither divelin tea a leon Paria Ponsat also. Oh, Leia said. Ta Ari, Eddie Leia said, Ari, see Gabo, why Jori? No. Eddie Leia said, Ari, see when La Recama, Leon Pinina, Hanyaundo, Midido. Eraria, a com Ponsatalo, tea a lenely chitney. Tea a lenly, Eddie Ponsatare, a Yadigani told her a lenly refit. Why you be a dome? No. Bidi Paway Dome say a leon of Yalbamavita. Tinkara Sura, Ponsa Bido Lotare Yadakuchete. Eddie Ponsa Tare Lotare Yadakuba. Peroma Miemdi Pure. No? Pamwe lady Kulu. Tidi Nye net Pamwe lady ma, a last centalo Yare Sura. Tu top and tare Yari sheet. Ponsa Talo Dilupian. Ponsat Harari the Kuma machine, a golden, Pew Quepjat, Pew Jap Jasi Domana Pit. Rotinkara Sura, Ganse Udu Arane, Cha Jondiari, Ponsat Halu, Pipolare Yadikuha, Anisa, Peroma, Amiebu, Pipola Bide Nama Piakwe Doma Velo, Dilusure. No? Dilusure. Eddie Mamiere the Wadiagu, Shimbi the Horn. Tinkara, they are the Anesawada. Chippy line, Yasidwa, Lowa Mamiere Yarida, Pide Opata, Wayata Mino, Pilla like, Piaquedwa like, Pilla like, Piaquedwa like Sure, Tabawadi, she needed so. Pay our baby, Pop Yap, no. Polame, Polame, Piatam. The current, the Saturday Titan needed some shoe, Golo Piao. Pianida who Madilo Luria. Send them a Piani, she needed a look at him. A Pita net Pieta Nakua. Tawadia, Anesa Tawadia, Opada, Wayada Mito, Pilla Bida Nama, Piasituara de the Moshire. Opi Sadoa, Nero Sandy, Pipola Bida now, a bee that choked Yang Dwachare. Luri Pioni, Manlevaji. Ataha Belu Chilla, a good day I hore Ataha Belu Chilla, Sendachi. No? A jump and a coole look, Mechiam. Say her, a joundaku. Atan Chipola on say her, joundaku. Eri say jump Chipola, Patuye. Goyedi, Atan Olu Biome a yaye. Naku, say jump Chitaye, Negoashi de Haye. But we done Naku, Yakalite. Eddie Yakalilo, a Apalo Lejon Nani, Pepper, Tantra Ome. No, Adamatrata she Ome. A chini combi sui, Chilin Yadare, Tantra. Didem at the lake and name, Papshin name, Chanso name, Swene, Adan Chilin, Sound and the woman do. Sound you are dinning she needed Kama. Sound only, no kind beetle. Like a lady dealer, there, some lady Tralla the Lube. A Kuleve Luria Pesaka. Lejonga Trade than she de. Slayadega Trada she de. Layabjaga than Trada she de. The no Kanga Trallare than she de. Eddie at Dandy. So you are la Pesaji Havi, Papa Baba Malo Sochi. No? I don't.
နှကန်းကရိုက်ပြီးတော့ထွက်လာတဲ့အတန်အဲ့ဒီအတန်ကပဖဘဘမဆိုတာနှုတ်ခမ်းကနေရိုက်ထွက်တာအဲ့ဒါကိုစာပေကဥဋ္ဌတန်လို့ခေါ်တယ်။ပါဇာကြီးဟဆိုရင်တော့ဒီအတန်ရမှာမဟုတ်ဘူးပေါ့နော်။နှစ်ခုရိုက်ခတ်တဲ့အတန်အဲ့ဒါတွေဟာသင်္ခါရပဲ။ဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်လာတဲ့အရာပြီးရင်ဖြစ်ပြီးရင်ဘယ်ရောက်သွားတော့ပျောက်သွား။ဒါကိုပြောတာဥပ္ပိစိတ်တဝါနေရုစန္တိဒါအတန်တစ်ခုကိုစံနမူနာယူကြည့်သူ့အတန်ကိုယ်အတန်အဲ့ဒါလိုပဲကြံတဲ့သဘာဝတရားတွေဟာလည်းဖြစ်ပြီးပြတ်သွားတာကြီးပဲတခုမှတည်မြဲတာမရှိဘူးနောက်ထပ်ဖြစ်နေလို့ကိုယ်ကရှိနေတယ်ထင်နေတာဟုတ်နောက်ဖြစ်တာနောက်အစ်စ်ပဲလားအဟောင်းတွေကတောက်ပြက်ကုံဆုံးသွားလိမ့်ရှိတယ်ပေါ့သူတို့ဆိုတယ်အဲ့တော့ဥပ္ပိစိတ်တော်ကနေရုစန္တိအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာပြီးတဲ့နောက်မှာအလုံးဟာချုပ်ငြိမ်းသွားတယ်တေတံဥပသမောဒုက္ခောတဲ့အဲ့ဒီသင်္ခါရတရားတွေလုံးဝမရှိတော့တဲ့နိဗ္ဗာန်ဟာဓမ္မချမ်းသာမှာရှိနေရင်တော့ဖြစ်ပြီးပြည့်နေအောင်ပါပဲထာဝရတည်မြဲကြမှာမဟုတ်သေးဘူးလို့ဒီတရားလေးကိုသူ့အဖေအိမ်မှာဟောနေတော့ဒီသူငယ်လေးကသူက9နှစ်သားပဲရှိသေးတာဒီအချိန်လေးမှာအနိစ္စတရားကိုဟောနေတာကိုသူကကြားဘူးတဲ့အတန်အနေနဲ့နားထောင်တယ်အဲ့ဒီမျိုးကောင်းသားလေးနားထောင်နော်တဟဂါထံသူနေတဝါနာဒီကထာလေးသူကြားလိုက်တာနဲ့ကလေးပေါက်စား9နှစ်အရွယ်ပဲရှိသေးတယ်ဒီအတန်လေးကိုသူကြားလိုက်တာနဲ့ပုပ္ပတင်ညမနုဿရေရှေးရခင်တော့ကဘာတသိန်းတက်ကဟာနော်အခုမဟုတ်ဘူးကဘာတသိန်းกว่าသွားပြီဒီအခုဟောတဲ့အတန်နဲ့ကြားခဲ့တဲ့အတန်နော်ကဘာတသိန်းกว่าလားအဲ့ဒီกว่าချားတဲ့ဟာပြန်တတိယလားပုပ္ပတင်ညမနုဿရေရှေးတုန်းကသူ့စိတ်ထဲမှာဆွဲဆွဲမြဲမြဲမှတ်သားခဲ့တဲ့အရာလေးတစ်ခုပြန်ပြီးတော့တတိယလာတယ်ဟောပရိမုဒ္ဒရာမြတ်စွာဘုရားဟောတော့ကသူခေါင်းထဲမှာဆွဲသွားတဲ့အရာလေးဟာမေ့ပြောက်သွားပြီလူပြေရောက်လိုက်နတ်ပြေရောက်လိုက်ဘဝတန်တရားကြီးမှာကဘာတသိန်းတခါလေဖြစ်အိုလိုက်နာလိုက်သိလိုက်နဲ့တန်တရားကြီးတွေမှာဖြတ်သွားရင်းကနေပြီအခုနောက်ဆုံးအချိန်လေးမှာအဲ့ဒီတုန်းကပုပ္ပတင်ညအရင်တုန်းကအမှတ်ရခဲ့တဲ့ဟာလေးတခုဟာပြန်ပြီးခေါင်းထဲမှာပွားကနေပေါ်လာခဲ့တယ်ပေါ်လာပြီးတော့ဧကတနေနိတိထိတ်တော်အရဟတမပပုနေနားထောင်ရင်းနဲ့ကနေပြီးအသိဉာဏ်ကပွင့်ပြီးတော့ယန္တာဖြစ်သွားတယ်မြန်လာကြီးလားလို့မပြောနဲ့အသိဉာဏ်ဆိုတာအလွန်မြန်တယ်မီးပွင့်လိုက်တယ်လို့ပဲမီးပွင့်ရင်လင်းသွားတယ်လို့ပဲသူဟာဉာဏ်ကပွင့်သွားလို့လင်းသွားတယ်ဓမ္မအတန်ကဓမ္မဉာဏ်ကိုချက်ချင်းဖြစ်စေလိုက်တယ်ဒီဟာပွင့်သွားသည့်အတွက်ကြောင့်သူဟာယန္တာဖြစ်သွားတယ်ယန္တာဖြစ်သွားတာကိုသူပြန်ပြောပြတယ်ဇာတိယာတတ္တဝတ္တေနအရဟတမပပုနေသူဟာ9နှစ်အရွယ်လေးမှာပဲယန္တာဖြစ်ခဲ့ပါတယ်တဲ့နော်သူအဖေအိမ်မှာမထေရတပါးရဲ့တရားကိုနားလိုက်တာနဲ့ပရိမုဒ္ဒရာမြတ်စွာဘုရားတရားနာတဲ့ဟာတွေအတိတွေပြန်ပေါ်လာတယ်ပြန်ပေါ်လာပြီးတော့အရဟတမပပုနေအရဟတဖို့ဆက်ရောက်ခဲ့ပါတယ်ဥပတံပါရိတံဗုဒ္ဓောဓမ္မတဝနတိထံဖလားအဲ့လိုယန္တာဖြစ်သွားတာနဲ့မြတ်စွာဘုရားကသူ့ကိုယဟန်အဖြစ်တိမှတ်ပြုပေးလိုက်တယ်9နှစ်ကိုရင်ဘဝကနေအဆင့်တိုးပေးလိုက်တယ်ယဟန်ဖြစ်ထိရောက်တာဟောမြတ်စွာဘုရား promotion ပေးလိုက်တယ်ပေါ့နော် promotion လုပ်ပေးတယ်ယဟန်ဘဝအထိတက်ပေးလိုက်ကိုရင်တောင်မဟုတ်တော့ယဟန်ဖြစ်သွားတယ်ဥပတံပါရိမံဗုဒ္ဓောမြတ်စွာဘုရားသူယဟန်ဖြစ်ခွင့်ပေးလိုက်တယ်အဲ့ဒါဟာတစ်ချိန်တစ်ခါတရားနာခဲ့ရတာရဲ့အကျိုးကျေးဇူးပါပဲလို့သူကပြန်ပြောတာနော်ဓမ္မတဝနတိထံဖလံဣထံဖလံဤအကျိုးဟာဓမ္မတဝနတတရားပွဲသွားပြီးတော့တရားနာလဲရတဲ့ကုသိုလ်ကောင်းမှုရဲ့ဖလံအကျိုးတရားပဲတတ္တတဟတိတောကပ္ပေယံကမ္မမကရိယံကမ္မယံဓမ္မမတုနေတရာကဘာတသိန်းထက်တုန်းက
ကြားနာခဲ့ရတဲ့တရားလေးအဲ့ဒီတုန်းကကြားနာခဲ့ရတဲ့တရားလေးရဲ့စွမ်းအားကြောင့်တဲ့ဒုက္ကတိနာဘိသာနာမိကဘာတသိန်းအတွင်းမှာဒုက္ကတိဘုံဆိုတာ तू မရောက်ခဲ့ဘူးတဲ့ဓမ္မတဝနာတိတံဖလံဒါဟာတရားနာရခြင်းရဲ့အကျိုးပဲလို့အပဋ္ဌာနာဆိုတဲ့ပါဠိတော်မှာတစ်ချိန်တစ်ခါတရားနာလဲရတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးဒီပုဂ္ဂိုလ်မထေမြတ်ကမှတ်တမ်းတင်ပြီးတော့ပြန်လည်ဟောပြောထားတဲ့ဂါထာတွေပဲဒါအပဋ္ဌာနာဆိုတာပုဂ္ဂိုလ်တူတယောက်ဟာတစ်ချိန်တစ်ခါတော့ကသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလေးတွေသူ့ရဲ့ဘဝစကြောင်းလေးတွေကိုပြန်ပြီးတော့ပြောတဲ့အရာပဲဖြစ်တယ်လူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်တစ်ချိန်တစ်ခါလုပ်ခဲ့တာလေးတွေရှိတတ်တယ်ပေါ့အဲ့လိုရှိတဲ့အခါမှာကုသိုလ်ကံလုပ်မိရင်လည်းကုသိုလ်ကံရဲ့အကျိုးကိုခံစားရတယ်အကုသိုလ်ကံလုပ်ရင်လည်းအကုသိုလ်ကံရဲ့အကျိုးဆိုတာခံစားရတယ်ပေါ့ကံဆိုတာဟာပျောက်ပြက်သွားတာမဟုတ်ဘူးတဲ့ဒါကြောင့်မို့ကောင်းတဲ့တရားတွေကိုမိမိတို့ယင်ထဲရောက်အောင်နှလုံးသွင်းပြီးတော့ဆွဲဆွဲမြဲမြဲမှတ်သားထားဖို့လိုအပ်တယ်အဲ့လိုဆွဲဆွဲမြဲမြဲမှတ်သားထားပြီဆိုရင်နောက်တစ်ချိန်ဟာဘယ်လိုပဲတိမ်မြုပ်နေတော့လဲပြန်ပြီးတော့ဘွားကနေပေါ်လာမှာပဲဖြစ်တယ်ပေါ့ဒီကံရဲ့အကျိုးတရားအလွန်ကြီးမားစွာကိုယ့်ကိုထောက်ကူပြည့်လို့ဖြစ်တယ်ဆိုတာမှတ်သားနိုင်ယူချမှာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမတော်အတိုင်းအလုံးလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်ကောင်းတဲ့စိတ်နေသဘောထားတွေဒီချိန်ဒီခါကိုယ်တဏ္ဍာမှာဖြစ်ခဲ့လို့ရှိရင်ထိုကောင်းတဲ့စိတ်နေသဘောထားတွေထပ်တက်ဖြစ်အောင်မြတ်စွာဘုရားဟောတာနော်ပုံညင်စေသောပုံညင်စေပုရိသောခရီးတာသရဝတူအကုသိုလ်ကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်တဲ့ခရီးရဏံပုဏ္ဏပုဏ္ဏထထလုပ်ပြအောင်လုပ်ပါတဲ့တမ္မိသန္နံကရိယာတာထိုကုသိုလ်ကောင်းမှုလုပ်ဖို့ရအတွက်စိတ်ဆန္ဒကိုကြီးကြီးမားမားရှိပါစေ။ဘာကြောင့်လဲလို့ဆိုရင်သူခောပုညတဥစ္စယောကုသိုလ်ကောင်းမှုကိုယ်ရင်နဲ့နှလုံးထဲမှာစုဆောင်းပြီးသွားရင်ချမ်းသာဒုက္ခကိုပေးနိုင်ပါတယ်လို့မြတ်စွာဘုရားဒါကိုဟောတာဖြစ်တယ်ပေါ့။အပြန်အလှန်ကလည်းပဲပြန်ကြည့်ရအောင်မယ်။ပါပံစေပုရိသောဂိရာနန္နံဂိရာပုဏ္ဏပုဏ္ဏမဟုတ်တာလို့ရင်တော့လေမဟုတ်တာလုပ်ပြီးပြီဆိုရင်ထပ်မလုပ်မိပါစေနဲ့လှုပ်ချင်တဲ့ဆန္ဒတွေလည်းကိုယ်တဏ္ဍာမှာမဖြစ်ပါစေနဲ့ဘာကြောင့်လဲလို့ဆိုရင်ဒုက္ခပါပတ္တဥစ္စယောမကောင်းမှုတွေကိုယ်တဏ္ဍာမှာများလာရင်ဒုက္ခရောက်တတ်တယ်ဒါကြောင့်မို့ပုရုဇဉ်လေးယောက်မကောင်းမှုတစ်ချိန်တစ်ခါဖြစ်ရင်နောက်ထပ်မဖြစ်အောင်ထိမ့်သိမ်းဆော့ရှော့ပါနောက်ထပ်မဖြစ်စေအောင်တတိထားပါလို့သူတို့ဆိုကုသိုလ်ကောင်းမှုဖြစ်လာပြီဆိုရင်တတိထားပြီးချင်းချင်းထပ်ထပ်ဖြစ်အောင်လုပ်ရုံများမကကုသိုလ်တရားတွေပေါ်မှာစိတ်ဆန္ဒပြင်းပြစွာဖြစ်အောင်တိဆောက်ထားပါလို့မြတ်စွာဘုရားကအခုလိုဆုံးမဩဝါဒပေးတာဖြစ်ပါတယ်ဓမ္မအတန်ကိုကြားလိုက်ရတဲ့ပုဂ္ဂိုလ်တွေဟာအခုလိုဓမ္မအသိဉာဏ်ဆိုတာကိုရရှိသွားနိုင်တယ်ဆိုတဲ့အကြောင်းကိုမှတ်တမ်းတင်ဟောပြောတာဖြစ်လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တရားပွဲတရားနာပြီးဓမ္မအတန်ဓမ္မအတန်ရထားလို့ရှိရင်ဓမ္မအသိဉာဏ်ကိုလည်းရအောင်ကိုယ်တဏ္ဍာမှာကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးဓမ္မအတန်မှတစ်ဆက်ဓမ္မဉာဏ်ရအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း